ကျမသတိထားမိတာတစ်ခုကအွန်လိုင်းကရေးစားနဲ့ရန်ဖြစ်ပြီးတိုင်းကုမ္ပဏီဥက္ကဋ္ဌကကျမတို့ကိုအမြဲတမ်းအချိန်ပိုဆင်းခိုင်းတတ်တယ်။ဒါကြောင့်ကျမလည်းသူ့စီစာလမ်းပို့လိုက်တယ်ရှင်နဲ့ရန်ဖြစ်ပြီးတိုင်းကျမအချိန်ပိုဆင်းရတယ်။ကျမတို့လမ်းခွဲကြရအောင်ရှင်ကကျမနဲ့မတက်တည်ဘူးထင်တယ်စာပို့ပြီး10မိနစ်တောင်မပြည့်သေးဘူး။စိတ်ပြက်စရာသတင်းဆိုးကြီးရောက်လာတယ်။ကျမလည်းအလောတကြီးနဲ့စာပြန်ရိုက်လိုက်တယ်ရှင်ကတကယ်ပဲကျမနဲ့မတက်တည်တာပဲအခုတင်ပဲတထေးကလာစာရော့မယ်လို့ပြောတယ်လမ်းခွဲလိုက်ကြားဆိုခဏကြာတော့ဥက္ကဋ္ဌရဲ့အတွင်းရေးမှူးထွက်လာပြီးကျမတို့စပွဲတွေကိုတေးသေးချာချာလိုက်ကြည့်တယ်။နောက်ဆုံးတော့ဟန်ယွန်ရဲ့ရှေ့မှာရက်လိုက်ပြီးဒီဖောင်တိန်ကိုယူပြီးကျမနဲ့အတူရုံးခန်းထဲလိုက်ခဲ့ပါလို့ပြောတယ်။သူမလက်ထဲကဖောင်တိန်ကကျမအွန်လိုင်းကရေးစားစီကရတဲ့လက်ဆောင်မို့လို့ကျမသူမကိုခဏငှားထားပေးတာပါ။လွန်ခဲ့တဲ့3မိနစ်တင်ပဲကျမအွန်လိုင်းကရေးစားနဲ့လမ်းခွဲစကားပြောခဲ့တာပါ။အတွင်းရေးမှူးလီကဥက္ကဋ္ဌရုံးခန်းထဲကနေပြပြတလဲပြေးထွက်လာပြီးအားလုံးကိုမတက်ရက်ခိုင်းနေစားပွားဘဲတွေကိုတေးသေးချာချာရှင်းလင်းခိုင်းပြီးတခုခုကိုလိုက်ရှာနေတယ်လို့ပဲပြီးတော့မှဟန်ယွန်နဲ့အဲ့ဒီဖောင်တိန်ကိုအတူတူခေါ်သွားတယ်အားလုံးလည်းအသက်တောင်ဝဝမရှိရဲပဲအတွင်းရေးမှူးလီကဟန်ယွန်ကိုခေါ်သွားတာကိုကြည့်ပြီးမှတက်ပြင်းချနိုင်ကြတော့တယ်ဘေးနာကလုတ်ပေါ်ကိုင်ဘက်တွေကလည်းတို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 းနဲ့အတင်းပြောကြတော့တာပေါ့ဟန်ယွန်ဘာဖြစ်တာလဲအဆုခံရတာနေမှာပါခဏနေငိုလို့ရက်မှာမဟုတ်လို့သူမအတွက်တချို့အစင်သင့်ပြင်ထားပေးလိုက်ပါအားလုံးဒီလိုပြောနေကြတာအကြောင်းမဲတော့မဟုတ်ပါဘူးဖူရှိအုပ်စုကတကယ်ကိုအင်အားတောင့်တင်းတဲ့ကုမ္ပဏီကြီးပါဖူရှူချင်းကအဓိကရုံးချုပ်မှာဥက္ကဋ္ဌလုပ်နေတာဖြစ်ပြီးဒီရုံးခွဲရဲ့အမြတ်အစွန်းတွေကအရန်ကြဆင်းနေလို့သူကိုယ်တိုင်လာရောက်စီမံခန့်ခွဲတာပါရုပ်ရည်ကလည်းအင်မတန်အချောလာဖြစ်ပြီးနိုင်ငံခြားပြန်ခန္ဓာကိုယ်အချိုးအစားကလည်းစံပြပါပဲဒါကတော့ကျမတို့ရဲ့ပထမဆုံးအထင်အမြင်ပေါ့အဲ့ဒီနောက်မှာတော့ဖူရှူချင်းကကုမ္ပဏီကအမျိုးသမီးဝန်ထမ်းအားလုံးရဲ့အိမ်မက်ထဲကချစ်သူဖြစ်လာခဲ့တယ်ဘသူကတိမှလဲသူယာရုလက်ခံတဲ့ဒုတိယမြောက်နေ့မှာပဲအားလုံးကိုပညာပြတော့တာပဲနောက်ကြတာကိုပြက်ပြတသားသားတားမြစ်တဲ့ရုံးတွင်အချစ်ဇလန်းတွေကိုပိတ်ပင်နေအလုပ်ချိန်တွင်အာယုံနေတာကိုလည်းမနစ်သက်ဘူးပြီးတော့အဆိုးဆုံးတစ်ချက်ကတော့ဒီနေ့ရဲ့စုစုပေါင်းဝင်ငွေကတန်း1000ပြည့်ရမယ်တဲ့ဒါကဘလို့အတိတ်ပဲလေကျမတို့ကုမ္ပဏီကအရင်ကအများဆုံးမှတန်း900ပဲရဘူးတာပါသူ့ရဲ့လုံထုံးလုံနည်းတွေကအရန်ပြတ်သားပြီးရလက်ကောင်းဖို့အတွက်ဘာမဆိုလုပ်မဲ့သူပါအသက်မရှိတဲ့စိတ်ရုပ်တရုပ်လိုပါပဲရုံးခန်းနဲ့အခေါ်ခံရတဲ့ဝန်ထမ်းတွေကပြုံးပြီးဝင်သွားကြပေမဲ့ငိုပြီးပြန်ထွက်လာကြရတယ်ကောင်းကောင်းလို့နိုင်ရင်စက်ကြိုးစားဖို့ပြောပြီးမကောင်းရင်တော့မျက်နှာသာမပေးပဲပြင်းပြင်းထန်ထန်စူပူတတ်တဲ့အေးဆက်ဆက်လူသက်သမားကြီးပေါ့ဒီလို PR တွေများပြားလာတဲ့ပတ်ဝန်းကျင်ထဲမှာပဲကျမကတော့ online ကနေရေးစားတယောက်ရခဲ့တယ်ကျမနဲ့ online ရေးစားတို့ရဲ့စုံစည်းမှုကအလွဲတစ်ခုကနေစတာပါမောင်လေးက WeChat အကောင့်အသစ်ပြောင်းလိုက်လို့ကျမအကောင့်အပ်တဲ့အချိန်မှာကဏ္ဍတစ်ခုမှားသွားခဲ့တယ်မထင်မှတ်ပဲအကောင့်နံပါတ်မှားသွားတာတောင်တစ်ဖက်လူကအပ်တာကိုလက်ခံလိုက်တယ်ကျမလည်းအများကြီးမစင်စားပဲစားတော့အများကြီးတစ်ဆက်တည်းပို့လိုက်တယ်တစ်ဖက်လူကမေးခွန်းထုတ်တဲ့ပုံစံမျိုးပဲပြန်ပို့တော့ကျမလည်းဒေါသထွက်ပြီးဘာသဘောလဲရန်ရှာခြင်းလို့လားရှင်ကိုထိုးလိုက်ရမလားလို့ပြန်ပို့မိတယ်တစ်ဖက်လူကတော့ငြိမ်နေတော့ပဲကျမစဉ်းစားလေမတင်ကားလေးဖြစ်လို့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကိုဝင်ကြည့်လိုက်တော့ဘာမှမရှိတဲ့အလွတ်ကြီးဖြစ်နေတယ်အသေးအဖွဲကိစ္စလေးကအစ post တင်တက်တဲ့ကျမရဲ့မောင်လေးမဟုတ်တာတေချာသွားပြီဒုက္ခပါပဲဆိုပြီးကျမလည်းအာနာနာနဲ့စာလန်းပို့လိုက်တယ်တောင်းပန်ပါတယ်ကျမလူမားသွားလို့ပါဒါဆိုရင်အစားပြန်ပေးတဲ့အနေနဲ့မျိုးလက်ဖက်ရည်တိုက်ပိုင်ရစီဆိုပြီးရိုးရိုးသားသားနဲ့မုံဘိုးနည်းနည်းပို့ပေးလိုက်တယ်သူကလည်းသဘောကောင်းပြီးပတ်စံအများကြီးပြန်ပို့ပေးတယ်စိတ်ဝင်စားဖို့ကောင်းလို့ကျမဒီလိုလူမျိုးကိုသဘောကျမိသွားတယ်စကားအေးဆေးပြောဖြစ်ကြပြီးတဲ့နောက်မှာသူကတခြားလူတွေနဲ့မတူပဲတကယ်ကိုထူးခြားတဲ့သူမှန်းသိလာရတယ်လူချင်းမစုံဘူးပေမဲ့ယင်းနှီးကျွမ်းဝင်နေတယ်လို့ခံစားချက်မျိုးပေါ့ကျမတို့ကတယောက်ရဲ့နာမည်နဲ့ရုပ်ရည်ကိုစုံစမ်းဖို့မလိုပဲစိတ်ချင်းဆက်သွယ်မှကိုပဲအဓိကထားခဲ့ကြတယ်အဲဒီနောက်မှာတော့ကျမတို့တဘာဝကြကြရေးစားတွေဖြစ်လာခဲ့ကြတယ်လူချင်းမတွေ့ဘူးပေမဲ့တယောက်ကိုတယောက်အတိအမှတ်ပြုထားကြတယ်သူကလူကောင်းတယောက်ပါဒါပေမဲ့တစ်ခါတလေစိတ်ကောက်တတ်တယ်ဥပမာကျမစာပြန်နောက်ကြရင်ဖြစ်ဒါမှမဟုတ်အိတ်ခါနီးညချမ်းခါဆူတောင်းပေးဖို့မေ့သွားရင်ဖြစ်တစ်ခါတလေကျမကပြန်ပြီးဆက်နောက်လိုက်ရင်သူကချက်ချင်းစိတ်ဆိုးသွားတတ်တယ်သူစိတ်ဆိုးတိုင်းကုမ္ပဏီဥက္ကဋ္ဌကကျမတို့ကိုအချိန်ပိုဆင်းခိုင်းတာတကယ်ကိုထူးဆန်းလွန်းတယ်တစ်ခါတလေဆိုရင်အောင်အေးသေးခံနိုင်ပေမဲ့ခဏခဏဒီလိုဖြစ်နေတော့ဘသူကခံနိုင်မှာလဲဒါကြောင့်ကျမလည်းပြက်ပြက်သားသားပဲလမ်းခွဲစကားပြောလိုက်တော့တယ်အွန်လိုင်းကရေးစားနဲ့လမ်းခွဲလိုက်တာရဲ့ရလက်ကတော့လာစာလျှော့ခံရတာပါပဲဖျားရည်ဒီလိုချိန်နေမျိုးမှာဘသူကဆက်ပြီးစကားပြောရဲတော့မှလဲကျမတို့နှစ်ယောက်ကြားထဲမှာတခုခုတော့လွဲချော်နေတာသိကြတယ်ကျမတို့တကယ်ကိုမကိုက်ညီကြဘူးထင်တယ်ကန်ဆိုးရှာတဲ့ဖန်ယုံကတော့သူကျမကိုပေးထားတဲ့အဲ့ဒီဖောင်တိန်ကြောင့်ဥက္ကဋ္ဌရဲ့ရုံးခန်းထဲကိုအခေါ်ခံလိုက်ရတယ်စိတ်ပြက်စရာဖောင်တိန်စုပ်လေးသူကကျမကိုအလုပ်လုပ်ရင်သုံးဖို့အတင်းပြောခဲ့တာပြီးတော့အမြဲတမ်းဆောင်ထားရမယ်တဲ့တိုက်ဆိုင်ပဲမနေ့ကကျမဖန်ယုံကိုခဏငှားပေးလိုက်မိတယ်ဒီလိုလူမျိုးနဲ့ရေးစားဖြစ်ရတာတကယ်ကိုသူတစ်ပါးကိုပါဒုက္ခပေးတာပဲဖန်ယုံကအထဲမှာခဏကြာအောင်နေပြီးမှပြန်ထွက်လာတယ်ငိုလဲမငိုဘူးမျက်နှာလည်းမပြတ်ဘူးနှုတ်ခမ်းထောက်မှာတော့အပြုံးဖြော်လေးရှိနေသေးတယ်အတွင်းရေးမှူးလီကသူမရဲ့နောက်ကနေလိုက်လာတယ်ဒီအတွင်းရေးမှူးကဒုဥက္ကဋ္ဌနဲ့ပုံစံတူပဲဘသူမျက်နှာမှမထောက်ထားတတ်ပဲအေးဆက်ဆက်လူသက်သမားလိုလူမျိုးပါအခုတော့သူမကအမီးလေးတုတ်တုတ်လုပ်ပြီးလိုက်ရတဲ့နောက်လိုက်လေးလိုဖန်ယုံရဲ့နောက်ကနေရိုသေးသေးလိုက်လာတယ်သူမကချောင်းတစ်ချက်ဟန့်လိုက်ပြီးတရားဝင်ကြေညာတော့တယ်အားလုံးပဲနားထောင်ကြပါဒီညအချိန်ကိုလုံးဝဆင်းစရာမလိုတော့ပါဘူးဒုဥက္ကဋ္ဌကအားလုံးကိုအပြင်မှာအဝါစားကြွေးပါလိမ့်မယ်ပြောပြီးတာနဲ့သူမကနောက်ထပ်တစ်ချက်ထပ်ဖြည့်ပြောတယ်ဖန်ယုံကအခုကစပြီးစီမံကိန်းဌာနရဲ့ဒုဌာနမှုအဖြစ်တရားဝင်ရာထူးတိုးသွားပါပြီခဏလောက်တိတ်ဆာသွားပြီးမှသူမကထပ်ပြောတယ်ဖန်ယုံကဒုဥက္ကဋ္ဌရဲ့တရားဝင်ရေးစားလဲဖြစ်ပါတယ်အဲ့ဒီအချိန်မှာပဲရုံးခန်းတစ်ခုလုံးကလူတွေအားလုံးစွန့်ပြီးအံ့ဩကုန်ကြတယ်ဖန်ယုံကကုမ္ပဏီကိုရောက်တာချအောင်းလာပဲရှိသေးတာကိုဒုဌာနမှုဖြစ်သွားပြီးကျမကတော့ကုမ္ပဏီမှာအသေးလဲစူးစမ်းလာတာ9နှစ်ပြည့်မှဒီယာရုကိုရတာပါဒါပေမဲ့ဘသူကကောမျက်နှာချင်းဆိုင်မကျေနပ်ချက်တွေကိုထုတ်ပြောရဲမှလဲဖူရှုချင်လို့အေးဆက်လာတဲ့လူကမိမိရဲ့ရေးစားကိုဒီလောက်အတိအလင်းပလိုက်လိမ့်မယ်လို့ဘသူကထင်မှလဲအားလုံးကမနာလိုဖြစ်မဲ့အစားအားကြတဲ့မျက်လုံးတွေနဲ့ပဲကြည့်နေကြတော့တယ်ဘေးနာကလုတ်ပေါ်ကိုင်ဘက်တွေကလည်းလက်ရှိလုပ်နေတဲ့အလုပ်တွေကိုချက်ချင်းချထားလိုက်ကြပြီးအားလုံးကပြုံးစီစီနဲ့အနားကိုတိုးသွားကြတယ်ဖန်ရုံးရဲ့ဘေးမှာဝိုင်းအောင်ပြီးမိကွန်းတွေတဲဆက်မေးကြတော့တာပေါ့ဖန်ယုံနင်ကတကယ်ပဲဒုဥက္ကဋ္ဌရဲ့ရေးစားဟုတ်လားနင့်ရဲ့အရေးချင်းကတကယ်ကိုလွန်တယ်ဒုဥက္ကဋ္ဌလိုရေခဲတောင်ကြီးလိုလူမျိုးကိုတောင်ညှို့ယူနိုင်တယ်ပေါ့နင်ကြောင့်ဒါမဟုတ်ရင်ငါတို့လည်းဒီနေ့ဒုက္ခကနေလွတ်မြောက်မှာမဟုတ်ဘူးအလကားလည်းဝါစားရအောင်မှာဖန်ယုံကတော့အိမ်တွေကမတက်ရက်နေပြီးရှက်ပြုံးလေးပြုံးပြနေတဲ့အားလုံးနဲ့လည်းစကားတွေအယမ်းဆင်ပြေနေတာပေါ့ကျမကတော့အဲ့ဒီပြောပွဲရှင်ပွဲတွေကိုဝင်ရောက်ဖို့စိတ်ကူးမရှိပါဘူးဝီချက်ရဲ့စကားပြောခန်းကိုပဲတိတ်လေးခိုးကြည့်နေမိတယ်တကယ်ကိုတိတ်ဆိတ်လွန်းနေတယ်အွန်လိုင်းကရေးစားကကျမကိုထိမ့်သိမ့်ဖို့စကားတခွန်းမှမပြောခဲ့ဘူးကျမနဲ့သူကတော့တကယ်ကိုပြက်ဆဲသွားကြပါပြီကျမလည်းစိတ်ညစ်ညစ်နဲ့ကော်ဖီတစ်ခွက်လောက်ဖြောတောက်ပြီးစိတ်တွေလက်ပြောက်လို့ဖို့ပြင်လိုက်တဲ့အချိန်မှာဖန်ယုံကလူအုပ်ကြီးကိုဖယ်ပြီးကျမရဲ့အရှိကိုတဲ့လျှောက်လာတယ်ရှူရဲမမဆိုပြီးသူမကကျမကိုအယမ်းယဉ်ကျေးတဲ့ပုံစံနဲ့လှမ်းခေါ်တယ်ကျမကိုဘာကိစ္စရှိလို့လဲသူမရဲ့လှပတဲ့မျက်နှာလေးကနှုတ်ခန်းနေရဲလေးနဲ့တွဲဖက်နေပြီးစကားပြောဖို့တုံးဆိုင်နေတယ်လို့ပဲအမှန်တော့ကျမမေးကြည့်ချင်လို့ပါမမကျမကိုမှားပေးထားတဲ့အဲ့ဒီဖောင်တိန်ကမမရဲ့ရေးစားပေးထားတာဟုတ်လားဟုတ်တယ်လေအွန်လိုင်းကရေးစားပေးထားတာဖန်ယုံကတော့လက်မလျှော့ပဲဆက်ပြီးစုံစမ်းနေတော့ပဲဒါဆိုမမသိလားအဲ့ဒီအွန်လိုင်းကရေးစားကရုပ်ရည်ဘလို့ရှိလဲဆိုတာမသိဘူးလေအကယ်၍သိနေရင်အွန်လိုင်းရေးစားလို့ခေါ်ပါဦးမလားဒီဖောင်တိန်ကဘာပြဿနာမှမရှာခဲ့ပါဘူးနော်ကျမကစိုးရိမ်တကြီးနဲ့မေးမိတယ်ပြဿနာတော့မရှိပါဘူးဒုဥက္ကဋ္ဌကလည်းဘာမှ
အများကြီးမပြောပါဘူးမမကျမကိုငှားထားတဲ့ဖောင်တိန်က300တာတကယ်ကိုလက်ထဲမှာအဆင်ပြေလွန်းလို့အဲ့ဒါမမကျမကိုပဲပြန်ရောင်းပေးပါလားဒီဖောင်တိန်ကကျမပုံမှန်သုံးနေကြမို့လို့တကယ်ကိုအဆင်ပြေပါတယ်ဘယ်လောက်တန်ဖိုးရှိလဲဆိုတာကိုလည်းကျမတခါမှဂရုမစိုက်မိဘူးဒါပေမဲ့သူ့ရဲ့အတွင်အပြင်ကိုကြည့်ုံနေတယ်တကယ်ကိုတန်ဖိုးကြီးမှန်းသိတာပါတယ်ကျမလည်းဘာမှမဖြစ်တယ်လို့ပုံစံမျိုးနဲ့ပြန်ပြောလိုက်တယ်မလိုပါဘူးနင်သဘောကျတယ်ဆိုရင်နင့်ကိုပဲလက်ဆောင်ပေးလိုက်ပါမယ်အခုတော့လမ်းခွဲလိုက်ပြီဆိုတော့တိတ်ထားရင်လည်းစိတ်ရှုပ်ဖို့ပဲကောင်းတော့မှာလမ်းခွဲလိုက်ပြီဆိုပေမဲ့ဒါကမမရဲ့ရေးစားပေးထားတဲ့လက်ဆောင်ပဲလေကျမလမ်းခွဲလိုက်ပြီလို့ပြောနေတယ်လေဒါကဘာဖြစ်လို့လဲကျမအတန်ကိုနှိမ့်ပြီးသူမကိုရှင်းပြလိုက်တယ်အကြမ်းအမြင်ယုံကြည်ချက်အရာပေါ့ကျမတို့နှစ်ယောက်စားတာမကြိုက်ကြဘူးဖန်ယုံကတခုခုကိုစဉ်းစားနေတဲ့ပုံပဲတော့ဒါကြောင့်ကိုးတာဆိုမမကျမကိုမမရဲ့ရေးစားအကြောင်းနည်းနည်းလောက်ပြောပြပါလားသူမကဒီစကားကိုမေးတာနည်းနည်းအလောတကြီးဖြစ်သွားမှန်းသတိထားမိသွားပြီးမျက်နှာမှာအနေရခက်တဲ့ပုံစံမျိုးဖြစ်သွားတယ်ဒီလောကတွေကမျိုးသားတွေကတော့အနှစ်သာရပိုင်းမှာအားလုံးအတူတူပါပဲကျမအရင်ကရေးစားသိမ့်မထားဘူးဒါပေမဲ့ဒုဥက္ကဋ္ဌနဲ့တွဲရတာတော့သူ့ရဲ့စိတ်ကိုဘလို့မှခံမှန်းလို့မရဘူးဖြစ်နေတယ်အမြဲတမ်းစိတ်ထဲမှာမတင်မကျဖြစ်နေရတယ်ကျမလက်ထဲမှာကော်ဖီခွက်ကိုကင်ထားရင်ဖန်ယုံကပြုံးပြီးပြောတယ်နင်ကဒီလောက်ညှို့တက်ပြင်းတာတော့ယောက်ျားတစ်ယောက်ရဲ့စိတ်နှလုံးကိုမဖမ်းဆားနိုင်မှစိုးရိမ်နေသေးတာလားကျမအလုပ်တွေတွားရှုပ်လိုက်အောင်မယ်ဖူးရှုခြင်းကအားလုံးကိုအဝါစားကျွေးတဲ့နေရာကတော့မြို့ထဲမှာအရေးကြီးဆုံးထိပ်တန်းစားတောက်ဆိုင်ပဲဖြစ်ပါတယ်သူကဒီလောက်အထိအခမ်းအနားကြီးလုပ်ပေးတာကတော့အားလုံးကသူ့ရဲ့ရေးစားကိုပို့ပြီးဂရုစိုက်ပေးစေခြင်းလို့ပါပဲဖန်ယုံကသူ့ဘေးနားမှာကပ်ပြီးထိုင်နေတယ်သူမဝတ်ဆင်ထားတဲ့ကြောင်းမြတ်ရတနာတွေကတော့ပလွန်းနေတာပေါ့ဖူးရှုခြင်းကတော့ဖခင်တယောက်လိုပဲသူမကိုအချစ်တွေအပြည့်နဲ့စိုက်ကြည့်နေရှာတယ်ဘသူကထင်မှလဲဒီလိုအေးဆက်ပြီးရက်ဆက်တက်တဲ့ဒုဥက္ကဋ္ဌကစိတ်ထဲမှာတော့အချစ်ကြီးတဲ့လူမျိုးဖြစ်နေလိမ့်မယ်လို့ပျော်ပျော်ပါးပါးစားတောက်ပြီးတဲ့နောက်မှာတော့မိုးနံမင်းကတိတ်မျက်နှာမသားရပဲရုတ်တရက်မိုးတွေတေးထန်စွာရွာသွန်းလာတော့တယ်ထီးပါတဲ့လူနဲ့ထီးမပါတဲ့လုပ်ပေါ်ကိုင်ဘက်တွေကတော့တယောက်နဲ့တယောက်ထီးမြဆောင်ရင်2ယောက်တွဲ3ယောက်တွဲနဲ့ထွက်ခွာသွားကြတယ်ကျမရဲ့အုံနောက်ကတော့မေ့တက်လွန်းလို့ထီးယူလာဖို့မေ့သွားခဲ့တယ်ကုမ္ပဏီတကားဝမှာပဲဒီအတိုင်းမတက်ရရင်မိုးတိတ်မှာကိုစိတ်ပြက်လက်ပြက်နဲ့စောင့်နေုံပဲရှိတာပေါ့လမ်းကြုံလို့လိုက်ခဲ့မလားကျမအတန်ကြားလို့မော့ကြည့်လိုက်တော့အတွင်းရေးမှုလီကအရန်ကိုနူးညံ့တဲ့ပုံစံနဲ့ကျမကိုကြည့်နေပြီးလက်ထဲကထီးကိုကျမဘက်ကိုတန်းပေးလိုက်တယ်ဒူဥက္ကဋ္ဌကတော့ဟန်ယုံနဲ့ကားတစ်စီးရဲ့အတူတူပြန်သွားကြပြီးကျမရဲ့ကားကတော့အရှိတဲ့မှာရပ်ထားတယ်ဒါဆိုရင်တော့တကယ်ပဲကျေးဇူးတင်ပါတယ်ကားလေးကိုရောက်သွားပြီးတဲ့နောက်မှာတော့အတွင်းရေးမှုလီကကားနောက်ကြီးမှန်ကနေတဆင့်ကျမကိုတိတ်တိတ်လေးအကဲခတ်နေတဲ့ရှူရဲ့မမကကျမတို့ကုမ္ပဏီကိုရောက်တာဘယ်နှစ်လောက်ရှိပြီလဲ9နှစ်ပြည့်ပါပြီအခုရေးစားရှိနေပြီလားအခုတင်ပဲလမ်းခွဲလိုက်တာပါဒီအတွင်းရေးမှုလီကပုံမှန်ဆိုရင်ကုမ္ပဏီမှာစကားတိတ်ပြောလေးမရှိတဲ့လူမျိုးပါဒီနေ့ကျမှဘာဖြစ်လို့ဒီလောက်အထိစကားတွေအများကြီးပြောပြီးရင်းနှီးနေရတာလဲဟန်ယုံကအခုမှဒုဌာနမှုယာရုတို့တာဆိုတော့နောက်ပိုင်းစီမံကိန်းကိစ္စတွေကိုမမအနေနဲ့ပို့ပြီးကူညီပေးပါဦးအကြာကြီးစကားပြောနေတာကဒီကိစ္စကြောင့်ကိုကျမတာဝန်ယူပါတယ်သူမကဒုဥက္ကဋ္ဌရဲ့ရေးစားပဲလေဒီလိုလူမှုရေးကိစ္စတွေကိုတော့ကျမနားလည်ပါတယ်ရှုရဲ့မမနေတခုခုလွဲမားနေပြီထင်တယ်ကျမကအဲ့ဒီလိုဆိုလိုတာမဟုတ်ပါဘူးစန့်ကျင်ဘက်အနေနဲ့ကျန်းလန်ကမိဖွားခွင့်ယူတော့မှာမို့လို့လစ်လက်သွားတဲ့ဌာနမှုယာရုနေရာမှာနေဖြစ်လာဖို့ကျမမျှော်လင့်ပါတယ်တွင်ရေးမှုလီရဲ့စကားတွေကဘာကိုအရေးမြတ်ပြနေတာလဲကျမရဲ့ထက်မြက်တဲ့လုပ်ငန်းကျွမ်းကျင်မှုအရေးချင်းနဲ့ဒီဌာနမှုယာရုကတော့ကျမပဲဖြစ်ရမှာပေါ့စိတ်ချပါကျမဒီအခွင့်အရေးကိုလက်လုံးမခံပါဘူးကျမနဲ့ဟန်ယုံကဒုဌာနမှုတွေဖြစ်ကြပြီးစီမံကိန်းရဲ့တဝက်စီကိုတာဝန်ယူထားကြတယ်သူမကအရှေ့ပိုင်းကိုတာဝန်ယူပြီးကျမကတော့နောက်ပိုင်းကိုတာဝန်ယူတယ်အားလုံးပြီးသွားရင်တော့ဒုဥက္ကဋ္ဌဖူးရှုခြင်းကိုယ်တိုင်စစ်ဆေးရမှာပါဒီအလုပ်ကတော့ဟန်ယုံကအကုန်လုံးတင်းကျုံယူသွားခဲ့တယ်အရင်တုန်းကတော့ဖူးရှုခြင်းစီကိုစီမံကိန်းသွားတင်ပြရတာကတေမင်းစီသွားတယ်လို့ပဲမို့လို့အားလုံးကတယောက်နဲ့တယောက်ပြန်လည်လွှဲချနေကြတာအခုတော့သူမကဖူးရှုခြင်းရဲ့တရားဝင်ရေးစားဖြစ်သွားပြီဆိုတော့ကျမလည်းအခွင့်ကောင်းယူပြီးအနားယူလို့ရတာပေါ့အစီရင်ခံတာပြီးသွားတဲ့အချိန်မှာဟန်ယွန်ရဲ့မျက်နှာကအရန်ကိုပြည့်ရွှင်နေပြီးသူမကစိတ်မကောင်းစရာမျက်နှာပေးနဲ့ကျမစီကိုရှောက်လာတယ်ကျမစိတ်ထဲမှာတော့မကောင်းတဲ့အငွေ့သက်တွေကိုခံစားလိုက်ရတယ်ဒုဥက္ကဋ္ဌရဲ့ရေးစားတောင်မှအဆူခံရတာကနေမလွတ်မြောက်နိုင်ဘူးလားကျမချက်ချင်းပဲထိုင်ကုန်ကနေထွက်ပြီးစိုးရိမ်တကြီးနဲ့မေးလိုက်တယ်ဟန်ယွန်နဲ့အဆင်ပြေရဲ့လားရှုရဲ့မမကျမနေကူညီပေးဖို့ကိစ္စတစ်ခုရှိလို့ပါတောင်းပန်ပါတယ်ကျမကိုကူညီပေးပါနော်ဟန်ယွန်ကအရန်တနာစရာကောင်းတဲ့ပုံစံမျိုးဖမ်းနေပြီးကြီးမားတဲ့မတရားမှုကိုခံထားရတယ်လို့ပဲတကယ်တော့ဘာကိစ္စလဲကျမတာဝန်ယူထားတဲ့အပိုင်းမှာအမှားယွင်းတစ်ခုဖြစ်သွားလို့ပါဒီနေ့ရဲ့အချက်လက်တွေကိုသုံးရမယ်ဆိုတာကျမတကယ်မသိခဲ့ဘူးနှစ်ကအချက်လက်တွေအထိပဲတွဲရမယ်ထင်နေတာကျမအဲ့ဒီအချိန်တုန်းကအရန်လန့်သွားလို့ဒုဥက္ကဋ္ဌကိုဒါကမမတာဝန်ယူထားတဲ့အပိုင်းမှာလို့ရှင်းပြလိုက်မိတယ်ကျမကြားပြီးတာနဲ့တကူလုံးစွန်သွားရတယ်ပြီးတော့ဘာဆက်ဖြစ်လဲဟန်ယုံကကျမရဲ့လက်မောင်းကိုချက်ချင်းလမ်းဆွဲပြီးရင်နှီးအောင်လုပ်ရင်ဒုဥက္ကဋ္ဌကနင်းကိုရုံးခန်းလေးကိုလာခဲ့ဖို့ပြောတယ်နင်ကျမအတွက်အပြစ်တင်ခံပေးပါနော်နောက်မှကျမအဝကြွေးပါမယ်ဘေးနားကနင်းယူကကျမရဲ့လက်မောင်းကိုလာပုတ်ပြီးညှိပ်ပြတယ်ကျမလည်းစိတ်ပြက်လက်ပြက်နဲ့ပဲခေါင်းညှိပြလိုက်ရတော့တယ်တကယ်ပဲကျေးဇူးတင်ပါတယ်ရှုရဲ့မမဟန်ယုံကချက်ချင်းပဲဝမ်းသာအားရပြုံးလိုက်ပြီးလှည့်ထွက်သွားတယ်သပင်အရှိကြီးတွေကိုလည်းခါရမ်းလို့ပေါ့လုပ်ပေါ်ကင်ဖက်လင်းယူကကျမကိုတနာစရာကောင်းတဲ့မျက်လုံးတွေနဲ့ကြည့်ပြီးအတန်တိုးတိုးလေးနဲ့တတိပေးရှာပါတယ်သူမကဒုဥက္ကဋ္ဌရဲ့ရေးစားပဲလေတို့တွေကသွားပြီးမပြိုင်ဆိုင်ရဲပါဘူးသူမကလက်တီးကိုအားနဲ့ကြစ်ကြစ်ပါအောင်ဆုပ်လိုက်ပြီးအားတင်းနဲ့အမူအရာလုပ်ပြတယ်မိမိအပြောခံရဖို့စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုတွေအပြည့်အဝလုပ်ပြီးခေါင်းမာမာနဲ့ဆရာကြီးရဲ့နေမြေလေးကိုဝင်လာခဲ့တယ်ဖူရှိအုပ်စုရဲ့ဥက္ကဋ္ဌရုံးခန်းကတခန်းလုံးမိခိုးရောင်တန်းနဲ့အလှဆင်စတိုင်ဖြစ်ပြီးအမြဲတမ်းလူကိုမုန်းချက်စေတယ်ဖူရှုခြင်းရဲ့တကူလုံးမှာတက်ဖြတ်လို့တဲ့အငွေ့သက်တွေဖုံးလွှမ်းနေတဲ့ခြေတံကြားရပေမဲ့မျက်တောင်တောင်မှမကြည့်ပဲအလှုပ်ရှားတွေကနှေးကွေးလွန်းနေမင်းချဒီထောက်ကျိုးနေလို့လားလို့မေးတယ်သူမရဲ့စိတ်ထဲမှာတော့သူဆဲနေတဲ့လူကဟန်ယွန်ဖြစ်တယ်သူဆဲနေတာဟန်ယွန်ပါလားလို့တွေးနေမိတယ်မင်းကုမ္ပဏီကိုရောက်တာဘယ်နှစ်နှစ်ရှိပြီလဲလို့ဖူရှုချင်းကစိတ်မရှိတဲ့လေတံနဲ့မေးတယ်9နှစ်ပြည့်ပါပြီလို့သူမကတုံတုံရည်နဲ့ပြန်ဖြေတယ်9နှစ်မင်းလုပ်ထားတဲ့အမိုက်လိုအရာကိုကြည်စမ်းဦးလို့ပြောပြီးဖူရှုချင်းကလက်ထဲကအစီရင်ခံစာကိုအမိုက်ပြတယ်လို့မျိုးသူမရဲ့ခြေရင်းသားကိုလွှင့်ပစ်လိုက်တယ်သူမကငုံပြီးစာရွက်စာတမ်းတွေကိုကောက်ယူရင်းဖူရှုချင်းရဲ့ရေခဲလိုအေးဆက်တဲ့မျက်လုံးတွေနဲ့စုံမိတယ်သူ့ရဲ့ဆူရှားတဲ့အကြည့်တွေကသူမကိုအပိုင်းပိုင်းဆုပ်ခဲမတက်ပါပဲငါးနှလုံးလုံးလှုပ်လာပြီးမှဒီလိုမိုက်မဲတဲ့အမှားမျိုးလုပ်ရဲတယ်မင်းဒီမှာဆက်နေဖို့လိုသေးတယ်လို့ထင်လားလို့မေးတော့သူမကကြောက်လက်တုံလုပ်သွားတယ်ဟုတ်ပါတယ်ကျမတော်ကိုမိုက်မဲခဲ့ပါတယ်လို့ဝန်ခံလိုက်တယ်အတွင်းရေးမှုလီကတကားပွင့်ဝင်လာပြီးလက်ထဲမှာစာရွက်စာတမ်းတွေအများကြီးပွေ့ပိုက်ထားတယ်သူမကကြည့်ပြီးမျက်ခုံးအနှဲငယ်တွန်းသွားတယ်ဒီအစီရင်ခံစာရဲ့နောက်ပိုင်းကတော့အဆင်ပြေပေမဲ့ရှေ့ပိုင်းကတော့အတော်ဆိုးတယ်မင်းမလုပ်ချင်ရင်ထွက်သွားလို့ရတယ်လို့ဖူရှုချင်းကအေးဆက်ဆက်လေးတန်းနဲ့ဆက်ပြောတယ်ကြည်ချောင်းသူကဝန်ထမ်းဟောင်းတစ်ယောက်ဖြစ်လို့ဒီလိုမျိုးမဖြစ်သင့်ပါဘူးဒီအစီရင်ခံစာကိုဟန်ယွန်နဲ့အတူတူရေးသားခဲ့တာလို့ကြားဘူးတယ်လို့ဝင်ပြောတော့အတွင်းရေးမှုလီကသူမဘက်ကနေတိတိတသားကူညီပြောပေးနေတာဖြစ်တယ်ဖူရှုချင်းကတရေတစေတွေ့တယ်လို့မျိုးသူမကိုစိုက်ကြည့်နေတယ်တတိလွတ်နေတော့ဖူရှုချင်းရဲ့ဖောင်တိန်ကို
တတိထားမိသွားတယ်ဒီဖောင်တိန်အဟောင်းကအတော်လေးရင်းနှီးနေပြီး online ချစ်သူကိုပေးခဲ့တဲ့ဖောင်တိန်နဲ့တထေရာလေးတူနေတယ်ဒါကလက်ဟောင်းဆိုင်မှာတေးသေးချာချာရွေးချယ်ခဲ့တာဖြစ်ပြီးဆိုင်ရှင်ကဒါမျိုးတစ်ချောင်းပဲရှိတယ်လို့ကြိမ်ဆိုခဲ့တာကြောင့်သူမကစိတ်လှုပ်ရှားပြီးဒီဖောင်တိန်ကအဆင်ပြေရဲ့လားလို့မေးမိတယ်ဖူရှုကျင်ရဲ့အေးဆက်တဲ့မျက်နှာကပိုပြီးတင်းမာသွားတယ်မမေးတင်တာတွေကိုမမေးနဲ့ဒီညဒီမှာပဲနေပြီးအားလုံးမပြင်းမချင်းပြန်ဖို့မစင်စားနဲ့လို့ပြောတယ်ဖူရှုကျင်ကအမျှအဲရန်တင်းကျက်တဲ့လူဖြစ်လို့ဒီနေ့အလုပ်မပြီးရင်သူမတေချာပေါက်ပြန်ရမှာမဟုတ်ဘူးဟန်ယွမ်ကတမွန်းလဲလုံးလူရိတ်တောင်မမြင်ရပဲရှာမတွေ့တဲ့အတွက်သူမကိုယ်တိုင်ပဲအစီရင်ခံစာကိုပြန်ပြင်ရတော့မယ်အချက်လက်တွေရှာဖွေပြီးစာရွက်စာတမ်းတွေလှန်လောကတနေကုန်အလုပ်လုပ်နေတော့လုပ်ပေါ်ကိုင်ဘက်တွေအားလုံးပြန်သွားကြပြီးသူမကအစားအစာတွေအများကြီးမှာထားပေမဲ့စားကျင်စိတ်လည်းမရှိသလိုညစာစားဖို့အချိန်လည်းမရှိဘူးဟာလာဟင်းလင်းဖြစ်နေတဲ့ရုံးခန်းထဲမှာသူမရဲ့ကွန်ပျူတာတစ်လုံးပဲလင်းနေပြမောင်မိုက်တဲ့ညမှာတယောက်တည်းရုံးကန်နေရတယ်စိတ်ကြည်လင်းစေဖို့နဖူးမှာလိမ့်စေးစီအနှဲငယ်လိမ့်လိုက်ပြီးပြင်ဆင်ပြီးတဲ့အစီရင်ခံစာကိုသူ့စီသွားပေးလိုက်တယ်သူ့မှာလည်းအလုပ်တွေအများကြီးရှိပြီးတမွန်းလဲလုံးဥက္ကဋ္ဌရုံးကန်ထဲကနေတဘွားမှမခွာခဲ့ဘူးဖူးရှုချင်းကရုတ်တရက်ခေါင်းမော်လာပြီးမင်းစီကဘာအနံ့လဲလို့မျက်ခုံးတွန့်ကာမိတယ်ဒါကလိမ့်စေးစီပါအိတ်နိုင်လုံးလို့စိတ်ကြည်အောင်လိမ့်ထားတာပါလို့ပြန်ပြောတယ်ငါဒီလိုအနံ့မျိုးကိုအတော်လေးမုန်းနေညှိစော်နေနေလို့ဖူးရှုချင်းကပြောလက်စစကားကိုရက်လိုက်ပြီးသူမကတရုတ်တိုင်းရင်းစေးအနံ့နဲ့တူတယ်လို့ဝင်ပြောမိတယ်။ online ကချစ်သူကဒီအကြောင်းပြောပြဘူးတာကြောင့်သူမကဆွဲဆွဲမြဲမြဲမှတ်မိနေတာဖြစ်တယ်။ဖူးရှုချင်းကအမူအရာပြတ်သွားပြီးနဖူးကိုလက်နဲ့ဖိကဆူဆူဆိုင်ဆိုင်ကြည့်ရင်ဒီစကားကိုဘသူစီကကြားတာလဲလို့မေးတယ်ကြားတာကတော့လို့ပြောနေတော့ဟန်ယွမ်ကစကားပွင့်ဝင်လာပြီးစကားဖြတ်လိုက်တယ်။မောင်လေးပင်မနေပြီလားမောင်လေးအတွက်ပစ္စည်းတွေဝယ်လာတယ်လို့ပြောရင်ဟန်ယွမ်ကသူမရှိနေတာကိုမြင်တော့ခိတဆွန့်သွားတယ်သူမရဲ့လက်နှစ်ဖက်စလုံးမှာတစိမ့်မျိုးစုံအိတ်တွေဆွဲထားပြီးတမွန်းလေးလုံးဈေးဝယ်ထွက်နေတာပါလားလို့တီးလိုက်ရတယ်ရှုရွက်အမှမကြံသေးဘူးလားလို့မေးတော့ဒါတွေကနင်းကြောင်မဟုတ်ဘူးလားလို့တွေးမိတယ်ဖူးရှုချင်းကသူမရဲ့အစီရင်ခံစာကိုအကြမ်းချင်းဖတ်ကြည့်ပြီးပြန်ရေးထားတာကတော့အတော်အတန်အဆင်ပြေပါတယ်မိုးချုံနေပြီးပြန်တော့လို့ပြောတယ်သူမလှည့်အထွက်မှာဟန်ယွမ်ကနင်တို့ခုနကဘာရီတီတိုပြောနေတာလဲလို့မေးတာကိုကြားလိုက်ရတယ်ဟန်ယွမ်ရဲ့မျက်လုံးထဲမှာလှည့်ကွက်ရေပြင်းနဲ့နေတာကိုဘယ်သူမှသတိမထားမိကြဘူး။နောက်တနေ့နေ့လယ်စာစားနေချိန်မှာလင်းယူရှန်ကကျမနာကိုလှိုးဝက်စွာကတ်လာပြီးပတ်ဝန်းကျင်ကိုဝေဝဲကြီးကအတန်ကိုနှိပ်ပြီးပြောတယ်ရှုရွက်ရည်လူတွေတီတိုပြောနေကြတာတော့မင်းညကနင်းလုပ်ပေါ်ကင်ဘက်တွေအကုန်ပြန်သွားတဲ့အချိန်မှာနင်းကဖူးချုံချန်ကိုတနည်းနည်းနဲ့မြူဆွဲခဲ့တယ်ဆိုပဲကျမအရန်လန့်သွားပြီးပါဇက်ထဲကထမင်းတွေတောင်တီးကုန်နေဘသူကကောလာဟာလာဖြန့်တာလဲလုပ်ပေါ်ကင်ဘက်တွေအကုန်လုံးပြောနေကြတာလေဒါပေမဲ့ငါကတော့နင်းကိုလုံးဝယုံကြည်ပါတယ်မင်းညကကျမနဲ့ဟန်ယွင်ပဲရုံးခန်းထဲမှာကြခံခဲ့တာပါဒါပေမဲ့သူကဘာရွယ်ချက်နဲ့အခုလိုရှောက်ပြောရတာလဲကျမကတော့ဒီလိုအခြေမြင့်မရှိတဲ့အတင်းအဖျင်းတွေကိုစိတ်ထဲမထားပါဘူးဆက်ပြီးတော့ပဲကိုယ့်အလုပ်ကိုလုပ်နေလိုက်တယ်ညနေဆောင်တော့ဖူးချုံချန်စီကိုနောက်ဆုံးမူချမ်းသွားပို့တဲ့အချိန်မှာအခန်းထဲကစကားပြောတန်ကိုတိုက်တိုက်ဆိုင်ဆိုင်ကြားလိုက်ရတယ်ဟန်ယွင်နဲ့ဖူးချုံချန်တို့တိုးတိုးတိတ်တိတ်စကားပြောနေကြတာပါရှင်လေအပြင်ကအတင်းအဖျင်းတွေကိုကြားမိမှာပါကျမထင်တာတော့ရှုရဲ့အမကိုအလုပ်ထုတ်လိုက်တာကသူ့ဘဝအတွက်ပိုကောင်းလိမ့်မယ်ဖူးချုံချန်ကညာရင်းပယ်လိုက်ပြီးသူကကုမ္ပဏီရဲ့အဓိကဝန်ထမ်းဟောင်းတစ်ယောက်ပဲလေအဲ့ဒီလိုလုပ်လို့မဖြစ်ဘူးချစ်ရသူရဲ့သူ့ရဲ့အလုပ်ဆွမ်းဆောင်ရေးကတော်တော်လေးညံ့ပါတယ်နော်ကျမတို့အတူတူလုပ်ခဲ့တဲ့အလုပ်တွေဆိုရင်လည်းအားလုံးဒီပါကျမတယောက်တည်းလုပ်ခဲ့ရတာပါသူ့ကိုအလုပ်ထုတ်လိုက်တာကဘာမှမဖြစ်ပါဘူးပြီးတော့အပြင်ကကောလာဟာလာတွေကိုလည်းငြိမ့်သက်သွားစေနိုင်တယ်ဒီစကားတွေကိုကြားပြီးတာနဲ့ကျမလည်းကိုခုံကိုချက်ချင်းပြန်လာပြီးကိုပိုင်ပစ္စည်းတွေကိုတင်စီပါတော့တယ်ထင်တဲ့အတိုင်းပါပဲမကြခင်မှာပဲလူစွမ်းအားရင်းမြစ်ဌာနကနေအလုပ်ထုတ်တဲ့ email ရောက်လာခဲ့တဲ့ရှုရွက်ဒီစာရွက်စာတမ်းကိုမြန်မြန်လေးကင်တွယ်ပေးပါဦးမန်နေဂျာကတော့ကျမအလုပ်ထုတ်ခံရတဲ့အကြောင်းရင်းကိုမသိရှာပဲနောက်ဆုံးလုပ်တွေကိုလွှဲပေးနေတော့ပါကျမလည်းနောက်ဆုံးချိန်အထိကိုတာဝန်ကိုကြေပွန်အောင်လုပ်ဆောင်ခဲ့ပြီးရုတ်တရက်ကြီးအထုတ်ခံလိုက်ရတဲ့အတွက်ရင်ထဲမှာတော့တော်တော်လေးခံရခက်ပါတယ်ည8 နာရီအထိကျမတို့အဖွဲ့တွေအလုပ်လုပ်ခဲ့ကြပြီးအလုပ်ကနေထွက်ခွာရတဲ့အချိန်မှာတော့ပစ္စည်းတွေကိုတစ်တာထဲထည့်ပြီးမြေအောက်ရထားစီးဖို့ထွက်လာခဲ့တယ်ကျမနေတဲ့အိမ်ငါးခန်းကတော်တော်လေးလူပြတ်တဲ့နေရာမှာရှိပြီးလမ်းကလည်းပြင်နေတာနဲ့တိုးပြန်နေဒါကြောင့်နောက်ထပ်10မိနစ်လောက်လမ်းလျှောက်ပြီးအိမ်ပြန်ဖို့နာရီဝက်လောက်အချိန်ပေးရတယ်ပတ်ဝန်းကျင်ကမှောင်မဲနေပြီးတစုံတစ်ယောက်ကနောက်ကနေလိုက်လာသလိုခံစားရလို့ကျမစိုးရိမ်စိတ်နဲ့လှည့်ကြည့်လိုက်တယ်လူမဲရိတ်တစ်ခုကကျမကြည့်တာကိုသိပြီးတောင်ချိုးတွေကိုချက်ချင်းပုံသွားတယ်အတန်း20ကျော်အထိနေလာခဲ့တဲ့အထဲမှာဒီလိုကြောက်စရာကောင်းတဲ့အခြေအနေမျိုးတစ်ခါမှမကြုံဘူးသေးဘူးခြေထောက်တွေလဲတုံရင်လာပြီးအသက်ကိုပြင်းပြင်းရှူကဖုန်းကိုထုတ်ကြည့်လိုက်တယ်ဖုန်းခေါ်ဆိုမှုစရင်းရဲ့ထိတ်ဆုံးမှာရှိနေတာကတော့ကျမရဲ့ online ချစ်သူပေးထားတဲ့ဒီတန်ဖုန်းနံပါတ်ပါအနေနဲ့တစ်ခုခုကြုံလာရင်ဒီနံပါတ်ကိုခေါ်လိုက်ပါသူချက်ချင်းရောက်လာမယ်လို့သူကသတိပေးထားခဲ့ဘူးတယ်ကျမလည်းတခြားရွေးချယ်စရာမရှိတော့လို့တုံရင်နေတဲ့လက်တွေနဲ့ဖုန်းခေါ်လိုက်တယ်ကျမသူ့ကိုအရင်ကလမ်းခွဲခဲ့ဘူးပေမဲ့သူကဖုန်းကိုချက်ချင်းကင်ခဲ့တယ်ဒါကကျမရဲ့စိတ်ထဲမှာနောင်တရစိတ်တွေကိုပိုပြီးပြင်းထန်စေခဲ့စကားပြောပါဒါကသူ့ရဲ့အတန်ကိုကျမပထမဆုံးအကြိမ်အစ်စ်မှန်ကြားမှုချင်းပါပဲသူ့ရဲ့အတန်ကအော်ရှာရှာနိုင်ပြီးအားကိုးရတဲ့ပုံစံမျိုးဖြစ်ပေမဲ့တစ်ဖက်မှာလည်းနူးညံ့မှုတွေရှိနေတယ်လို့ပဲဘာလို့ဒီလောက်တောင်ရင်းနှီးနေရတာလဲကျမနောက်ကနေလူလိုက်နေလို့ပါလုံးဝမလန့်စေနဲ့အခုဘယ်နားမှာလဲသူ့ရဲ့အတန်ကစိုးရိမ်ပူပန်မှုတွေရှိနေပေမဲ့တည်ငြိမ်မှုကိုလည်းပြသနေတယ်ကျမအိမ်ပြန်လမ်းပေါ်မှာရှောက်နေတာပါခဏလေးတော့ငါအခုချက်ချင်းလာခဲ့မယ်သူကဖုန်းကိုချက်ချင်းချလိုက်တယ်ပတ်ဝန်းကျင်ကရက်ကွက်ဟောင်းကြီးဖြစ်ပြလမ်းကြားကလည်းအရင်ကျင်းပါတယ်ကျမလည်းလက်ထဲကတစ်တာကိုပြစ်ချလိုက်ပြီးအရှိကိုအစွမ်းကုန်ပြေးပါတော့တယ်လမ်းကျိုးကိုလှည့်လိုက်ရုံရှိသေးတယ်လူဆိုးတစ်ယောက်ကတရေတကောင်လိုမျိုးကျမအရှိကိုဝုန်းကနေရောက်လာတယ်ကျမလည်းလန့်ပြီးထွက်ပြေးဖို့စူးစမ်းပေမဲ့ကြမ်းတမ်းတဲ့လက်ကြီးတစ်စုံကပါဇက်နဲ့နှာခေါင်းကိုအတင်းပိတ်လိုက်ပြီးချက်ချင်းသတိမိသွားပါတော့တယ်ကျမနိုးလာတဲ့အချိန်မှာတော့မြင်လိုက်ရတာကမှောင်မဲနေတဲ့ကားမိုးကြီးပါပဲကျမကားထဲမှာပြန်ပေးဆွဲခံထားရတာဖြစ်ပြီးအဲ့ဒီလူကအဝတ်စုပ်နဲ့ပါဇက်ကိုပိတ်ထားကလက်နဲ့ခြေထောက်တွေကိုလည်းကျိုးနဲ့အသေးချာတုံးထောင်ထားတယ်ရုံးကန်လို့လည်းမရပါဘူးရုတ်တရက်ကြီးကားကဘရိတ်အုပ်လိုက်ပြီးရက်တန့်သွားတယ်အဲ့ဒီလူကဒေါသတကြီးနဲ့ဟွန်တီးပြီးကျမကိုစိုက်ကြည့်ကားတကားကိုဝုန်းကနေပိတ်ပြီးဆင်းသွားတယ်အဝေးကြီးကနေရဲကားအိုးတန်တွေကြားလိုက်ရပြီးကားတကားပွင့်လာတဲ့အချိန်မှာကျမလည်းမျက်လုံးအစုံကိုဖွင့်ပြီးကြည့်လိုက်မိတယ်တွေးရမှုလီကနမင်းကြီးတစ်ပါးလိုဆင်းသက်လာတာဖြစ်ပြီးကဲတင်ရှင်ကသူဖြစ်နေလိမ့်မယ်လို့လုံးဝထင်မထားမိပါဘူးကျမရဲ့လျှို့ဝှက်တဲ့ online ချစ်သူကသူဖြစ်နေတာတကယ်ကိုတိုက်ဆိုင်လုံးပါတယ်ကျမရဲ့စိတ်ထဲမှာဘေးအနေရဲကနေလွတ်မြောက်သွားတဲ့ဝမ်းသာပီတိတွေချက်ချင်းပဲယုံကြွလာတဲ့သူကကျွမ်းကျင်တဲ့လက်ချောင်းတွေနဲ့ကျမကိုချီနှောင်ထားတဲ့ကြိုးတွေကိုဖြည့်ပေးတယ်ပါဇက်ထဲမှာပိတ်ဆို့ထားတဲ့အဝတ်စုပ်ကိုလည်းဆွဲထုတ်ပေးပြီးကားထဲကနေထွက်လိုက်တော့ကျမရဲ့မျက်နှာတစ်ခုလုံးမှာစကလုံးတွေနဲ့ပေါ်ပြလို့မရနိုင်တဲ့စိတ်လှုပ်ရှားမှုတွေနဲ့ပြည့်ညက်နေပြီးသူ့ကိုတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်မိတယ်ဒီတွေးရမှုကတင်ဖြစ်နေလိမ့်မယ်လို့မထင်ထားမိဘူးတကယ်ပဲလာခဲ့ပေးလို့ကျေးဇူးတင်ပါတယ်ဒီတွေးရမှုကကျမကိုပြန်မဖတ်တဲ့အပြင်တသားလုံးတုံးလိုမမတ်ကြီးရက်နေတယ်အဟုတ်ဒီလိုလှုပ်ရှားမှုကြောင့်ဖူးရှုချိန်ကချောင်းဟန်လိုက်ပြီးခေါင်းကုန်ကကျမနဲ့ဒီတွေးရမှုကိုအကဲခတ်နေတယ်
သူ့ရဲ့မျက်နှာအမူအရာကမှန်းဆလို့မရဘူး။1 မီတာ88 စင်တီမီတာအရက်အမောင်းနဲ့ဒီအတိုင်းရက်နေတာတောင်လူကိုလန့်စေတယ်ခဏကြာတော့သူကလေတွင်းရေးမှုကိုအေးအေးဆေးဆေးနဲ့အကြည့်တစ်ချက်ပေးလိုက်ပြီးမင်းရင်သွားပြီးကိစ္စတွေကိုရှင်းလင်းလိုက်ပါလေတွင်းရေးမှုတုတ်တုတ်တီးတီးထွက်သွားတဲ့ကြောပြင်ကိုကြည့်ပြီးကျမလည်းကြောက်လန့်တကြားနဲ့နေရာမှာတင်ကြောင်အန်းနေမိတယ်မဟုတ်တော့ပါဘူး။နော်ဖူးရှူးကျင်လဲလိုက်လာတာလားဒါဆိုကျမရဲ့ online ချစ်သူကသူဖြစ်နေတာလားမင်းတန်ရမရဘူးမလားဖူးရှူးကျင်ကကျမအနာကိုတလန်းတိုးလာတော့ကျမလည်းလန့်ပြီးနောက်ကိုတလန်းဆုံးမိတယ်မရှိပါဘူးကျမရုတ်တရက်ဖူးရှူးကျင်ကိုဘလို့မျက်နှာအမူအရာနဲ့ရင်ဆိုင်ရမလဲမသိတော့ဘူးခန္ဓာကိုယ်ကတော့ရုံးသွားတော့ကလို့ခုခံတဲ့အနေထားတိုင်းတောင့်တင်းနေတော့ပဲဖူးရှူးကျင်ကရဲစခန်းအထိလိုက်ပါပြီးထွက်ဆိုချက်ပေးတယ်ပြန်ပေးဆွဲသမားကလည်းနေရာမှာတင်ဝန်ခံသွားတယ်နောက်ွယ်ကကျိုးကင်သူကဟန်ရီဖြစ်နေတာပါထွက်ဆိုချက်ပေးပြီးတော့ကျမစိတ်သက်တွေအရန်ကျဆင်းသွားပြီးနေရာမှာတင်ကြောင်တောင်ရက်နေမိတယ်လူဆိုတာအထက်ကိုတက်လန်းဖို့အတွက်ဒီလိုနီးလန်းမျိုးအထိအသုံးပြုနိုင်ကြတာလားတနာလဲတနာဖို့ကောင်းတယ်လို့စိတ်လဲပြက်မိတယ်ဘာဖြစ်လို့လဲဘယ်နာကနေမကောင်းလို့လဲဖူးရှူးကျင်ကစိုးရိမ်တကြီးနဲ့ကျမပါဇက်ကိုလာကင်တော့ကျမလည်းထိတ်လန့်တကြားရှောင်လိုက်မိတယ်ရပါတယ်ဖူးရှူးကျင်ကတဖြည်းဖြည်းနီးကပ်လာပြီးမင်းကကိုအရန်ကြောက်နေတာပဲတကယ်အားနာပါတယ်ဖူးကျမကြောင့်ဒုက္ခရောက်သွားရပြီးကျမရဲ့တောင်းပန်စကားကစီလောင်းလိုက်တယ်လို့ဖြစ်သွားပြီးဖူးရှူးကျင်ရဲ့မျက်နာကချက်ချင်းညုံမောင်သွားတယ်ကားပေါ်အမြန်တက်ဒီညငါအိမ်ကိုတိုက်ရိုက်သွားမယ်ဒါမသိတော့ဘူးထင်တယ်တကယ်မလိုပါဘူးဖူးကျမအိမ်ကဒီနားတင်ပဲဥစ္စာဖူးရှူးကျင်ကဘာမှထပ်မပြောပဲကျမရဲ့လက်ကောက်ဝတ်ကိုတင်းဆွဲပြီးခေါ်သွားတယ်ကားတကားကိုဖွင့်ပေးပြီးအပိုးစကားတွေမပြောနဲ့ကားထဲကရေမွေးနှံကဖူးရှူးကျင်ကိုပေါ်ကအနံ့အတိုင်းပဲအေးစိတ်နဲ့ထင်းရှူးနှံပါကျမကတော့စူးပေါ်ထိုင်နေရတယ်လို့ခံစားနေရပြီးစိတ်ထဲမှာလည်းအဲ့ဒီကိစ္စကိုပဲတွေးနေမိတယ်ဖူးရှူးကျင်ကတကယ်ပဲကျမရဲ့ onlineပေါ်ကကျင်နာတက်ပြီးရက်ရောတဲ့ချစ်သူဖြစ်နေတာလားသူကတကယ်ပဲချောမောခံရတဲ့အချက်ကတော့ကျမစိတ်ကိုအနှဲငယ်တက်တာစေတယ်သူကကားထဲကိုချက်ချင်းမဝင်သေးပဲလီတွင်းရေးမှုကိုကိစ္စအချို့မှကြားနေတယ်ကျမလည်းသူ့ရဲ့ကြောပြင်ကိုကြည့်ပြီးတကယ်အစ်စ်မှန်မဟုတ်တယ်လို့ခံစားနေရတယ်ဖူးရှူးကျင်ကသူ့ရဲ့ရီးစားကသူ့ကိုစိန်ကနေမှန်းတတိထားမိပြီးမိန်းကလေးရဲ့စိတ်ကူးကိုနားမလည်နိုင်လို့လီတွင်းရေးမှုကိုပဲအကူအညီတောင်းလိုက်ရတယ်ငါအမြဲခံစားရတယ်ရှူးရွက်ကငါ့ကိုအရန်ကြောက်နေတယ်လို့ပဲဘယ်လိုလုပ်ရမလဲအမြဲတမ်းတည်ကြည်တဲ့ဖူးကဒီလိုကိစ္စမျိုးကိုမေးလိုက်မယ်လို့မထင်ထားဘူးဒီတွင်းရေးမှုကအံ့ဩသွားတဲ့ပါဇက်ကိုချက်ချင်းပြန်ပိတ်ပြီးအမှန်တိုင်းပြန်ပြောတယ်မင်းကပုံမှန်ဆိုသူတို့အပေါ်အရန်ပြတ်သားလုံးတော့ရှီမင်းကလေးကမင်းကိုကြောက်တာတဘာဝကြပါတယ်ဒါဆိုငါဘယ်လိုလုပ်ရမလဲဖြစ်နိုင်ရင်မင်းကသူ့အပေါ်နည်းနည်းလောက်ပိုးပြီးနူးညံ့ကျင်နာပေးလိုက်ရင်သူဒီလောက်ကြောက်တော့မှာမဟုတ်ပါဘူးပြီးတော့လက်ဆောင်အချို့ဝယ်ပေးလိုက်ပေါ့မင်းကလေးတွေကတော့ချော့လိုက်ရင်ပျော်သွားကြဒါပဲဖူးရှူးကျင်ကစကားအချို့ပြောပြီးကားထဲကိုဝင်ဖို့ပြင်နေသူကျမဘေးမှာလာထိုင်တဲ့အခါကျမလည်းချက်ချင်းကားကိုမတ်ထိုင်လိုက်မိတယ်ဒီအချိန်မှာအထက်တန်းကျောင်းတုန်းကဆရာဝင်လာတဲ့အချိန်လိုခံစားလိုက်ရတယ်စိတ်အေးထားပါနောက်ဒီလိုကိစ္စမျိုးတွေဘယ်တော့မှထပ်မဖြစ်စေရဘူးသူကကျမကိုနှိမ့်သိမ့်ပေးနေတာပါဖူးရှူးကျင်ကကိုအင်းကြီးအိတ်ထဲကနေပစ္စည်းတစ်ခုကိုထုတ်လိုက်ပြီးငါမင်းအတွက်တီးတန့်ဝယ်လာတဲ့ဖောင်တိန်ပါနောက်တစ်ခါလူတွေကိုစီကံမရှိပစ္စည်းတွေရှောက်မပေးနဲ့လို့သူကပြောလိုက်တော့ကျမကလက်ထဲကဖောင်တိန်ကိုကြည့်ပြီးဒါကအဲ့ဒီဖောင်တိန်ဖြစ်နေလိမ့်မယ်လို့မထင်ထားမိပါဘူးငါလည်းစီကံမရှိရှောက်ပေးဖို့မရည်ရွယ်ပါဘူးသူ့ကိုခဏများပေးုံတင်ပါလို့မျိုးသမီးကပြန်ရှင်းပြဖို့စူးစမ်းနေတယ်ဒီဖောင်တိန်ဖုံးပေါ်မှာမင်းရဲ့မွေးနေ့ကိုတီးတန့်ထုစစ်ထားတာလေးလို့မျိုးသားကပြောတော့ဟုတ်လို့လားငါမျက်စိကနည်းနည်းမှုန်နေလို့ပါလို့မျိုးသမီးကပြောလိုက်တယ်မျိုးသားကတက်ပြင်းရှည်ကြီးချလိုက်ပြီးအားလုံးကငါပြစ်တွေပါလို့ဆိုလာတယ်ဘယ်ကိစ္စကိုပြောတာလဲလို့အမျိုးသမီးကမေးတော့အားလုံးကိုပြောတာပါမင်းကုမ္ပဏီမှာအလုပ်ဆက်လုပ်ချင်သေးလားတကယ်လို့မလုပ်ချင်ဘူးဆိုရင်မင်းအတွက်ခံစား권ပိုကောင်းပြီးပိုပန်းပြင်မဲ့အလုပ်တစ်ခုငါရှာပေးနိုင်ပါတယ်လို့အမျိုးသားကကမ်းလှမ်းတယ်ဒါပေမဲ့ရှင်ကဟိုတုန်းကငါ့ကိုအလုပ်ထုတ်ပြီးပြီမဟုတ်လားလို့အမျိုးသမီးကပြန်မေးတော့အမျိုးသားကကာစတီယာရင်ကိုလှည့်ရင်ငါမင်းကိုလာစာဓာတ်ရိုက်တိုးပေးမယ်လို့ပြောလိုက်တယ်အမျိုးသမီးကရဲချင်းစိတ်ကိုအောင်ထားပြီးလူကြဒီမင်းကတကယ်အဲ့လိုသဘောမဟုတ်ပါဘူးလို့ပြောတော့နောက်ခါငါ့ကိုလူကြီးမင်းလို့မခေါ်နဲ့တော့လို့အမျိုးသားကပြက်ပြက်သားသားပြောလိုက်တယ်ဒါဆိုဘယ်လိုခေါ်ရမလဲချစ်သူလို့ခေါ်ရမလားအဲ့ဒါကယွန်စရာကြီးပါလို့အမျိုးသမီးကစိတ်ထဲကတွေးပြီးနားလည်ပါပြီးဥက္ကရာကြီးမဟုတ်ပါဘူးချစ်သူလို့ခေါ်လိုက်တယ်တကယ်လို့ခေါ်ရတာမနေတတ်ရင်လည်းမခေါ်နဲ့တော့လို့အမျိုးသားကပြန်ပြောတော့အမျိုးသမီးကစကားဆက်မပြောဘဲပါဇက်ပိတ်နေလိုက်တယ်အမျိုးသားကကားမောင်းပြီးသူ့ရဲ့တီးတန့်ဘီလာစီခေါ်လာခဲ့တယ်ကားပေါ်ကစင်းချင်းမြေအောက်ကားကိုယ်တောင်ထဲမှာစိန်ခံကားတွေပြည့်နေနေတာကိုတွေ့တော့အမျိုးသမီးကငွေရှိန်ဝါကြောင့်လုံးဝဆွန့်သွားရတယ်အမျိုးသားကတဘာဝကြပဲအမျိုးသမီးရဲ့ခါးကိုဖတ်လိုက်ပြီးဘာရီငင်းနေတာလဲမင်းကြိုက်တဲ့ကားရှိရင်စိတ်ကြိုက်ရွေးပါလို့ပေါ့ပေါ့ပါပြောလိုက်တယ်တကယ်မလိုပါဘူးငါမမောင်းရဲပါဘူးလို့အမျိုးသမီးကညင်းပေမဲ့အမျိုးသားကသူ့နောက်ကိုခေါ်ဆောင်သွားခဲ့တယ်မြေရောက်တဲ့လေကားကနေစိန်ခံအင်ကြီးရဲ့သုံးလွှာကိုတိုက်ရိုက်ရောက်သွားပြီးဘယ်အခန်းကငါအိတ်ခန်းလဲလို့အမျိုးသမီးကမေးလိုက်တယ်အမျိုးသားကစကားတော်မပြောဘဲအခန်းတစ်ခန်းကိုညွှန်ပြလိုက်တယ်အမျိုးသမီးကကြည့်လိုက်တော့ဧည့်သည်နားတဲ့အခန်းနဲ့မတူဘဲအမျိုးသားရဲ့ကိုယ်ပိုင်အိတ်ခန်းကြီးနဲ့တူနေတယ်တော်ဖြစ်သူကိုညအိတ်ဝတ်စုံပြင်ခိုင်းထားတယ်မင်းရင်သွားရေချိုးလိုက်တော့လို့အမျိုးသားကပြောတယ်ကတင်ကြီးပေါ်မှာပန်းရောင်ပိုးသားညအိတ်ဝတ်စုံအတင်းရှိနေပြီးအမျိုးသားကကုတ်အင်ဂျီကိုချုပ်လိုက်တယ်သူကနက်ကတိုင်ကိုဖြုတ်ရှက်အင်ဂျီကျဲသီးတွေကိုဖြည့်ရင်ဒီညမင်းငါနဲ့ကတင်တစ်ခုထဲမှာအတူတူအိတ်ရမယ်လို့ပြောလိုက်တယ်အမျိုးသမီးကအသက်ရှူအောင်ပြီးစင်ကြီးတစ်ခုရှာလိုက်တယ်ငါတို့အခုတင်ပဲလမ်းခွဲထားတာမဟုတ်လားလို့အမျိုးသမီးကပြောတော့အကြောင်းပြချက်ပေးလေလို့အမျိုးသားကဆိုတယ်ဝီချက်မှာရှင့်ကိုပြောခဲ့တဲ့ကိစ္စလေးလို့အမျိုးသမီးကပြန်ပြောတယ်အဲ့ဒီလမ်းခွဲတဲ့အကြောင်းပြချက်ကအရန်စိတ်ကူးရင်ဆန်လွန်းတယ်လို့ထင်ပေမဲ့အခုအမျိုးသားရဲ့ရှေ့တဲ့မှာရောက်နေတော့အမျိုးသမီးကဖုံးဖိဖို့စူးစမ်းပြီးဖန်သားပြင်ရဲ့တစ်ဖက်မှာရှင်ရှိနေမှန်းငါတကယ်မသိခဲ့ဘူးပြီးတော့ငါစိတ်ကောက်တိုင်းရှင်ကငါ့ကိုအလုပ်တွေအသေးအလဲအချိန်ပိုဆင်းခိုင်းတယ်လို့ပြအော်လိုက်တယ်အဲ့ဒါကမင်းတို့အောက်ကလူတွေရဲ့စွမ်းဆောင်ရည်ကညံလွန်းလို့ပါလို့အမျိုးသားကပြန်ပြောတော့ဒါပေမဲ့ပြဿနာကရှင်ငါ့ကိုအချိန်ပိုဆင်းခိုင်းတဲ့အချိန်တိုင်းကလို့အမျိုးသမီးကအငင်းပွားတယ်အမျိုးသားကအနားတိုးလာပြီးဘသူကမင်းကိုငါ့ကိုအမြဲဒေါသထွက်အောင်လုပ်ခိုင်းလို့လဲငါဒေါသထွက်လာရင်အဲ့ဒီအချိန်တွေကိုအလုပ်ထဲမှာပဲပုံချလိုက်ရတာလို့ပြောတော့ဒါဆိုရှင်ကဘာလို့ငါလာစာကိုရှော့ချရတာလဲလို့အမျိုးသမီးကမေးတယ်ငါကမင်းကိုတမင်သွေးတိုးစမ်းချင်ယုံတင်မှာအဲ့ဒီတုန်းကလေးကမင်းဒီကုမ္ပဏီခွဲမှာ
ပဲရှိနေရမယ်လို့ငါစိတ်ထဲဆုံးဖြတ်ပြီးသားပါလို့အမျိုးသားကပြောတော့အမျိုးသမီးကသူ့ရဲ့စမ်းပြတဲ့အတွေးခေါ်ကိုနားမလည်နိုင်ဖြစ်ရတယ်ဒါပေမဲ့ငါကအတီးကြီးလမ်းခွဲစကားပြောခဲ့တာလေလို့အမျိုးသမီးကဆိုတော့ငါလုံးဝသဘောမတူဘူးလို့အမျိုးသားကပြက်ပြက်သားသားညင်းဆိုပြီးမြန်သွားရေချိုးတော့လို့ညင်သာတဲ့လေတံနဲ့တိုက်တွန်းလိုက်တယ်အေးမြတဲ့ရေနွေးနဲ့ရေချိုးပြီးတဲ့နောက်အရန်ကိုလန်းဆန်းသွားတယ်။ဒါပေမဲ့ဒီပိုးထဲညအေးဝတ်ဆောင်ကအရန်ကိုဆွဲဆောင်မှုရှိလွန်းနေတယ်။ဒီညပူရှုကျင်တဲ့ကတင်ကြီးတစ်လုံးထဲမှာအတူတူအေးရမယ်ဆိုတာကိုတွေးမိတာနဲ့တင်ကျမရဲ့နှလုံးသားကထိမရအောင်တုံးလုံးချောက်ချပြီးမြန်ဆန်းဆန်းတွေခုန်လာတယ်။စိုးရိမ်စိတ်တွေကိုလုံးဝမထိန်ချုပ်နိုင်တော့ဘူး။ကျမသပင်အရှိကြီးကိုအချောက်ခံပြီးရေချိုးကမ်းမှန်အကြီးကြီးရှေ့မှာအချိန်တော်ကြာအောင်ဇွဲကောင်းကောင်းနဲ့ရက်နေမိတယ်။ကြိုတင်သိခဲ့ရင်မင်းညကလေးကမျက်နှာပေါင်းတင်နာမျိုးလှုပ်ထားတင်နာစိုးရိမ်စိတ်တွေနဲ့ပြင်းနေနေတဲ့ကျမကညအေးဝတ်ဆောင်ကိုအသေးလေးလုံးဝပတ်ထားပြီးခြေလန်းတိုင်းမှာဖက်နှက်တန်တစ်ဖြက်ဖြက်မြည်အောင်တတိထားလျှောက်လာခဲ့တယ်။ပူရှုကျင်ရဲ့အကြီးနှစ်ဆုံးကလှုပ်ရှားမှုနောက်ကိုလာရင်ကျမစီမှာပဲလာရက်တက်နေတယ်။သူ့ရဲ့မျက်ဝန်းတွေကနှက်ဆိုင်ပြီးအသေးပဲပေါ်ရခက်လွန်းနေမြင့်ဝတ်ထားတဲ့ပိုးတဲ့ညအေးဝတ်ဆောင်လေးကတော်တော်ကြည့်ကောင်းတာပဲ။ပူရှုကျင်ကမျက်တောင်မခတ်တန်းကျမကိုစိုက်ကြည့်နေတယ်။ဘာမှလည်းဖုံးကွယ်မထားဘူး။အာတင်လည်းရေချိုးကန်းနဲ့မြအန်သွားပြီးရေချိုးလိုက်ပါတော့ကျမမျက်စိတွေမှုန်လာပြီးအိမ်ငိုက်နေပြီးပူရှုကျင်ကလေချောင်းတန်နဲ့ခက်ဖွက်ဖွက်ရေးလိုက်တာကိုကြားလိုက်ရတယ်ကျမလည်းဆောင်းပါးလေးတွေကိုကမန်းကရန်တိုးဝင်လိုက်တယ်ပူရှုကျင်နဲ့ခန္ဓာကိုယ်ချင်းမထိမိအောင်အိတ်ချင်အောင်ဆောင်ပြီးဒီအတိုင်းကြော်ဖြတ်ဖို့ကျမစိတ်ကူးထားတယ်ပူရှုကျင်ကအမြန်ရေချိုးပြီးထွက်လာတယ်ကျမအိပ်ပျော်နေတာကိုမြင်တော့ဘာပြဿနာမှမရှိပဲအားလုံးအဆင်ပြေပြီးဆုံးသွားတယ်လို့ယူဆရမယ်ကျမမျက်လုံးနှလုံးကိုအတင်းမိတ်ထားပေမဲ့အဒရီနယ်လင်တွေမြအင်တက်နေတာကြောင့်အိတ်ဆက်ချင်းအရေးအယောင်လုံးဝမရှိဘူးဘေးနားကလှုပ်ရှားမှုအချို့ကြောင့်ကျမခန္ဓာကိုယ်တစ်ခုလုံးတောင့်တင်းသွားပြီးတစ်တုံးလိုငြိမ်နေမိတယ်ပူရှုကျင်ရဲ့ကျင်နာဂီယူဆိုင်မှုကိုအထင်ရှားခံစားနေရတယ်သူကကျမကိုစောင့်တေးတေးချာချာချုံပေးပြီးတဲ့နောက်မီးကိုအတန်တိတ်ပိတ်လိုက်တယ်ကျမတက်ပြင်းရှည်ကြီးချလိုက်မိတယ်နောက်တစ်စက္ကန့်မှာဘာဖြစ်လာမလဲဆိုတာဘသူကကြိုးသိမှလဲပူရှုကျင်ရဲ့ကျဲပြန့်ပြီးထူထဲတဲ့လက်ဘဝကြီးကဘာသတိပေးချက်မှမရှိပဲကျမရဲ့ခါးတိမ်တိမ်လေးပေါ်ရောက်လာတယ်ကျမရဲ့ခန္ဓာကိုယ်ကတုတ်ပြန်မှုအနေနဲ့တွန့်လင်သွားပြီးမျက်လုံးတွေပြူးကျဲသွားကတစ်စက္ကန့်အတွင်းမှာပဲအိတ်ချင်ရောင်ဆောင်နေတာပြည့်ပြည့်သွားခဲ့ရတယ်ပူရှုကျင်ရဲ့ပူနွေးလာတဲ့ထွက်သက်ဝင်သက်တွေကပါးလွှာတဲ့ညအိတ်ဝတ်စုံကိုဖြတ်တန်းပြီးအရေးပြားတဲ့အထိထိုးဖောက်ဝင်ရောက်လာတယ်မှုန်ပြမီးလင်းနေတဲ့အခန်းထဲမှာသူ့ရဲ့အတန်ကရှက်ရှက်တောက်တောက်ထွက်ပေါ်လာတယ်ကျမကတော့ကောင်းမလေးအိပ်ပျော်သွားပြီးအောက်မေ့နေတာကျမမအိပ်ကျမစကားတွေထင်ငေါ့ကုန်ပြီးမျက်နှာတစ်ခုလုံးဖြားနေတယ်လို့မျိုးနေရဲပြီးပူထူလာတယ်ကုတင်တခုတည်းအတူတူအိပ်ရတာကိုမကျင်သားရသေးလို့လားရပါတယ်အားလုံးကကိုယ့်အပြစ်တွေပါမင်းကိုစောစောစီးစီးမမှတ်မိခဲ့မိလို့ပူရှုကျင်ရဲ့ယူသားပြီးတောင်းပန်စကားတွေကတကယ်ကိုရင်ထဲထိစေတယ်ကျမတကယ်စိတ်မဆိုးပါဘူးဒီကိစ္စကတင့်ကျင်မဟုတ်ပါဘူးပူရှုကျင်ကသူ့ရဲ့လက်မောင်းနှစ်ဖက်နဲ့ကျမကိုရုတ်တရက်အတင်းပွေးဖက်လိုက်တယ်မင်းကိုအကြောင်းပြချက်မရှိပဲအားနာအောင်လုပ်မိလို့နောက်တရမိတယ်ကျမနှုတ်ခမ်းကိုတင်းစေပြီးတည်ငြိမ်အောင်အတင်းစူးစမ်းရင်းပြန်ပြောလိုက်တယ်ကျမတကယ်အဆင်ပြေပါတယ်မြင်အေးရအောင်မနဲ့အလုပ်သွားရအောင်မေလေးမနဲ့ခင်းလင်းအားကြီးအချိန်မှာဆွဲမကွယ်ကောင်းတဲ့နေအောင်ကြီးကကျမခန္ဓာကိုယ်ပေါ်ဖြာကျလာတယ်မင်းညကထူးထူးခြားခြားပဲနှစ်ချိုက်နဲ့အိမ်မက်ပြီးအိပ်ပျော်သွားခဲ့တယ်ပြီးတော့အကျော်ဆန်းလိုက်မိတယ်ဘေးနားမှာအိပ်နေတဲ့လူကတော့ဘာအရေးအယောင်မှမရှိတော့ဘူးတွေးလွန်နေတော့ဖူးရှုကျင်ရဲ့အတန်ကအခန်းထဲကတိတ်ဆိတ်မှုကိုရုတ်တရက်ဖြိုခွဲလိုက်တယ်လုံးဝနိုးသွားပြီလားသူကတည်ငြိမ်တဲ့ခြေလမ်းတွေနဲ့ရှောက်လာတယ်ခန္ဓာကိုယ်ပေါ်မှာတော့တန်ရှင်းတဲ့အဝတ်အစားတွေကိုလဲဝတ်ဆင်ထားပြီးတေးတေးချာချာချုပ်လုပ်ထားတဲ့ကတိပါဝတ်စုံကိုဝတ်ဆင်ထားပြီးလက်ကဝတ်မှာလည်းတန်ဖိုးကြီးနာရီတစ်လုံးကိုပတ်ထားတယ်သူကအမြဲတမ်းအေးဆက်ပြီးမြင့်မြတ်တဲ့ပုံစံနဲ့လူတွေအလွယ်တကူမချင်းကပ်နိုင်တဲ့ရေခဲတောင်ကြီးလိုဖူပါပဲဘာတွေထပ်ပြီးတွေးတောနေတာလဲတကယ်တော့ဘာမှမတွေးပါဘူးတကားပြင်ဘက်ကအိမ်ဖော်အချိုးကတော့အစင်းမြင့်အမျိုးသမီးဝတ်စုံတွေပြည့်ချိတ်ထားတဲ့စင်ကိုအခန်းထဲအထိတွန်းသွင်းလာကြတယ်ဒီအဝတ်အစားနဲ့ဖက်နှက်တွေအားလုံးကမင်းရဲ့ကိုယ်ပိုင်ဆိုင်တွေကြီးပဲမင်းအစိမ်းရောင်ကိုအကြိုက်ဆုံးလို့ပြောခဲ့တာကိုကိုမှတ်မိနေတယ်ဒါကြောင့်အဝတ်အစားအများစုကိုမင်းကြိုက်တဲ့အယောင်လေးတွေပဲဝယ်ပေးထားတာကျမခဏလောက်ကြောင်အန်းသွားပြီးမယုံကြည်နိုင်တဲ့မျက်ဝန်းတွေနဲ့သူ့ကိုစိုက်ကြည့်နေမိတယ်ဖူရှုကျင်ကရေကျင်စိတ်ကိုအောင့်ထားပြီးဒီမှာဘာလို့ကြောင်ရက်နေတာလဲသူကကျမရဲ့ရှုပ်ပွားနေတဲ့သပင်တွေကိုကျင်နာစွာပုတ်တက်ပေးရင်အဝတ်အစားတွေမြန်လဲပြီးအောက်ထပ်ကိုမနှက်စာစဉ်းစားတော့လို့ပြောတယ်အိမ်ဖော်ကဘဲနိုးနဲ့လက်ဖက်ရည်ဦးတွေကိုပြုတ်ထားပေးတယ်အားလုံးကမင်းကြိုက်ဆုံးသွားဒီကြီးပဲဖူရှုကျင်ရဲ့လျှို့ဝှက်ချက်တွေအားလုံးပေါ်ပေါက်လာကြတဲ့ကသူကကျမနဲ့စကားစမြည်ပြောပူးပြီးအရာရာကိုပြည့်စုံစွာတုတ်ပြန်ပေးခဲ့တဲ့ online ပေါ်ကစစ်တူကောင်းတစ်ယောက်ဖြစ်မှန်းအစ်စ်မှန်ခံစားလိုက်ရတယ်သူကကျမပဲရောင်ကိုအကြိုက်ဆုံးလဲဘလို့မုံတွေစားရတာကိုဝါသနာပါလဲဆိုတာကိုရင်ထဲမှာအသေးအလဲမှတ်မိနေပေးခဲ့တာသူ့ရဲ့စိတ်ရင်းထဲမှာအမြဲတမ်းကျမပဲရှိနေခဲ့တာမနှက်စာစားပြီးခါစားပဲရှိသေးတယ်ကျမခေါင်းမော်ပြီးနေရန်ကနာယီကိုကြည့်လိုက်တော့10နာရီတောင်ရှိနေပြီးအေးလူမနှက်စာစားနေတဲ့ရုံးကန်နေရတဲ့အလုပ်သမားတစ်ယောက်အတွက်တော့ဒီအချိန်ကတကယ်ကိုထိတ်လန့်စရာပဲအလုပ်ဝင်ချိန်ထက်တနာရီတောင်နောက်ကျနေပြီးကျမလည်းခွက်ထဲကပဲနို့အကျွင်းကြံတွေကိုအမြန်တောက်ပြီးနှုတ်ခမ်းကိုတုပ်လိုက်တယ်တို့နှစ်ယောက်ကုမ္ပဏီကိုမြန်သွားရအောင်ဖူရှုကျင်ကတော့အေးဆေးဆေးပဲထူးထူးခြားခြားတည်ငြိမ်နေပြီးမင်းအေးဆေးစားပါဒီနေ့အလုပ်မသွားပဲခွင့်ယူလိုက်ပါလို့ပြောတယ်ကြမမလည်းမယုံနိုင်ပဲအလုပ်ထုတ်ခံရပြီလားလို့မေးလိုက်တယ်ဘာတွေလျှောက်တွေးနေတာလဲဒီနေ့မင်းကိုဈေးဝယ်ထွက်ဖို့ဖော်လုပ်ပေးမလို့မင်းရင်ကအလုပ်တွေများလို့အဝတ်အစားဝယ်ဖို့အချိန်မရှိဘူးလို့ညီးတွားဘူးတယ်မလားသူကဒါကိုမှတ်မိနေတာပဲဒါကပြီးခဲ့တဲ့လကကျမနှုတ်ထွက်ယုံတက်ညီးတွားခဲ့တဲ့စကားတွေပါမဟုတ်ပါဘူးကျမအလကားလျှောက်ပြောခဲ့တာပါကျမခေါင်းမှမနေချင်တော့ဘူးအခုကုမ္ပဏီကလုပ်ငန်းစွမ်းဆောင်ရည်တွေတိုးတက်အောင်အယူအမူစူးစမ်းနေတဲ့အချိန်ဆိုတော့အလုပ်ပဲတေးသေးချာချာလုပ်ပါတော့မယ်လုပ်ငန်းစွမ်းဆောင်ရည်အပိုးစုကြီးတွေအများကြီးရအောင်စူးစမ်းရမယ်ဖူရှုကျင်ကပြုံးပြီးမင်းကကွယ်ရမှာမင်းရဲ့အထက်လူကြီးကိုစိတ်တိုတက်တဲ့ငရဲမင်းကြီးလို့ဆဲတက်တာကိုလည်းကိုကောင်းကောင်းမှတ်မိသေးတယ်လို့စနောက်လိုက်တယ်ကျမလည်းရှက်ရှက်နဲ့ခေါင်းကိုပို့ပြီးတက်ပြင်းချမိတယ်ဒီလိုလူမှုရေးအရာအဆက်ကွဲရမှန်းကြိုသိရင် online ပေါ်မှာအလကားရှောက်မပြောခဲ့ပါဘူးကျမလည်းအလုံးနဲ့ပတ်သက်ရင်စိတ်ညစ်စရာတွေရှိပေမဲ့ငါကတကယ်ပဲစိတ်တိုတက်တဲ့ငရဲမင်းကြီးပါလို့ဝန်ခံလိုက်တယ်ကိုအပြစ်မတင်ပါနဲ့ရှာအင်းကတကယ်တော့အချောဆုံးငရဲမင်းကြီးပါရှင်ပထမဆုံးရောက်လာတော့ကပြိုတိုင်းကြိုက်တဲ့နှင်းစီခိုင်ဖြစ်ခဲ့တာလေဖူရှုကျင်ကမျက်ခုံးပင်ပြီးမင်းကောလို့ပြန်မေးတယ်ကျမနှလုံးသားထဲမှာတော့ရှင့်ကိုသဘောကျတာပေါ့ဒါပေမဲ့ဒါကဖုံးမြင့်တဲ့ပြင်ရဲ့တစ်ဖက်ချမ်းကအတူအယောင်ရှင်တင်မှာဖူရှုကျင်ကခေါင်းငုံပြီးထူးထူးခြားခြားရှက်ကန်းဖြစ်သွားတယ်အပိုတွေပြောမနေနဲ့တော့မြန်အလုပ်သွားရအောင်ကျမလည်းစိတ်ပိုင်းဆိုင်ရာပြင်ဆင်ပြီးအလုပ်ခွင်မှာအစွမ်းကုန်စူးစမ်းဖို့ဆုံးဖြတ်လိုက်တယ်ယောက်ျားတော့ဒီနေ့ရှုပ်ရှက်ဖြစ်နေမဲ့အစားပတ်စံရှာပြီးအသက်မွေးဝမ်းကြောင်းအလုံးမှာအောင်မြင်တာကပိုကောင်းပါတယ်ကျမကတော့ယာရုတိုးဖို့နဲ့ရာဇာတိုးဖို့အသေးလေးစူးစမ်းပြီးအိမ်ကြီးတစ်လုံးကိုအပိုင်ဝင်မယ်ဖူရှုကျင်ကဒါကိုမြင်တော့မတက်တာတဲ့အစုံခေါင်းညိပြီးသဘောတူလိုက်ရတယ်ကုမ္ပဏီရဲ့စီမံကိန်းဌာနမှာအဖွဲ့ခေါင်းဆောင်ယာရုနေရလစ်လက်နေတယ်ဒါဆိုကျမကိုပဲရွေးလိုက်ပါတော့ကျမမျက်လုံးတွေတောက်ပသွားပြီးအရန်ကိုစိတ်လှုပ်ရှားသွားတယ်ဖူရှုကျင်ကကျမရဲ့နာမည်ကိုခေါ်လိုက်မှာကိုစောင့်
ဆိုင်းနေမိတယ်ကိုကတော့လင်းယူကိုပဲဓာတ်ရိုက်ရာထူးတိုးပေးဖို့ဆုံးဖြတ်ထားတယ်မင်းကပုံမှန်ဆိုသူမနဲ့အရင်းနှီးဆုံးဖြစ်တာကိုတတိထားမိလို့ပါကျမစိတ်ပြတ်သွားပြီးအော်ဟစ်မိတော့မလို့ဖြစ်သွားတယ်ဒီလိုရာထူးတိုးမဲ့အခွင့်အရေးကောင်းကြီးကကျမကောင်းပေါ်ကိုကြမလာဘူးပဲဖူရှူးကျင်ရဲ့ကိုပိုင်ဖုန်းကရုတ်တရက်မြည်လာတယ်သူကကျမကိုရှောင်ပြီးလှုပ်ဝက်ဆန်းကျဲတဲ့ဖုန်းပုတ်တစ်ခုကိုအမြန်သွားဖြေတယ်ကျမလည်းစိတ်ပြက်လက်ပြက်နဲ့ကတင်ပေါ်လဲပြိုကျသွားတယ်ဘာမှန်းကိုနားမလဲတော့ဘူးဒီယောက်ျားကကွဲရမှာဘာတွေကြံစီနေတာလဲကျမစိတ်တိုနဲ့မုံဖုတ်ကိုကိုက်ဝါနေမိတယ်ကုမ္ပဏီရဲ့ဥက္ကဋ္ဌကတော့ဖြစ်ရတဲ့အခွင့်အရေးကိုတုံးပြီးနောက်ပေးတကားကနေအခွင့်အရေးနည်းနည်းလောက်ရမလားလို့မျှော်လင့်ခဲ့တာဥက္ကဋ္ဌကတော့ဆိုတဲ့ဂုံပုတ်ကိုမတုံးရင်တော့ကျမရဲ့လုပ်ငန်းစွမ်းဆောင်ရည်အရေးချင်းနဲ့တင်ရာထူးတိုးပေးတင်တာလေဖူရှူးကျင်ကဖုန်းကိုအမြန်ချလိုက်တယ်မင်းအတွက်တော့ကိုယ့်ရင်ထဲမှာပို့ပြီးပြေဆုံးကောင်းမွန်တဲ့အစီအစဉ်ရှိပြီးသားပါထားလိုက်ပါတော့နောက်မှပဲကြည့်ရတာပေါ်ရပါတယ်ရှင့်ရဲ့အစီအစဉ်ကောင်းကြီးကရှင့်ရဲ့ဥက္ကဋ္ဌရာထူးကိုကျမကိုလွှဲပေးမှမျိုးလားလို့မျှော်လင့်မိတယ်ဒေါ်လာတန်းချီတန်းနဲ့ကားကြီးစီးပြီးအလုပ်သွားရတာလမ်းတစ်လျှောက်ကရှုခင်းတွေကတကယ်ကိုလှပနေတယ်ကျမကတော့ဖူရှူးကျင်နဲ့တွဲနေတဲ့ဆက်ဆံရေးကိုလူတိုင်းတည်သွားမှာကိုမလိုလားဘူးကုမ္ပဏီနာရောက်ခါနီးမှာကျမအခေါ်အဝေါ်ကိုပြောင်းလဲလိုက်တယ်ဥက္ကဋ္ဌဒုဥက္ကဋ္ဌခဏနေကျမကုမ္ပဏီထဲအရင်ဝင်နေမယ်ပြီးမှရှင်ဝင်ခဲ့ဘာလို့လဲဆိုတော့ရှင့်ရဲ့ရေးစားဆိုတဲ့အဆင့်တန်းနဲ့အားလုံးကိုဘယ်လိုရင်ဆိုင်ရမလဲဆိုတာကျမစိတ်ကူးမရင်ရသေးလို့ပါဒီလိုပဲသတ်မှတ်လိုက်မယ်နော်ကျမကားပေါ်ကဆင်းတော့မယ်10မိနစ်လောက်ကြာမှရှင်ဆင်းခဲ့ပါကျမကားပေါ်ကအမြန်ဆင်းပြီးအဝတ်အစားနဲ့ရုပ်ရည်ကိုတက်တက်ရက်ရက်ဖြစ်အောင်ပြင်ဆင်လိုက်တယ်တညတာကုန်ဆုံးပြီးနောက်ကုမ္ပဏီထဲကိုပြန်ဝင်လာရတဲ့အခါကျမရင်ထဲမှာခန်းစားချက်တွေအများကြီးဖြစ်ပေါ်နေမိတယ်ကျမရဲ့ရင်နှင်းနေတဲ့ထိုင်ကုန်နေရာလေးစီပြန်ရောက်လာတော့နင်းယူကတိုက်လိုက်လဲနဲ့နှုတ်ဆက်ရှာတဲ့ရှုရဲ့ရောက်ပြီလားကုမ္ပဏီကိုပြန်မလာတော့ဘူးထင်နေတာကျမလက်တော့ကိုဖွင့်လိုက်ရင်ကျမလည်းအဲ့ဒီလိုပဲထင်နေခဲ့တာလို့ပြောလိုက်တယ်နင်ကြားပြီးပြီလားဟန်ရီအလုပ်ထုတ်ခံလိုက်ရပြီးတဲ့ကြားရတဲ့လောက်တော့ဥက္ကဋ္ဌဘူးကိုယ်တိုင်သွားရောက်ရေးယူခဲ့တာတဲ့သူကကြီးမားတဲ့အမှားတစ်ခုကိုလုံးမိသွားတာလေလင်းယူကကျမကိုလာပြီးအတင်းပြောနေတာပါပုံမှန်ဆိုရင်တော့ကျမလည်းသူနဲ့အတူတူအားရပါရအတင်းပြောမိမှာအသေးချာပါပဲအခုတော့ကျမတင်ငိမ့်တရားဟန်ဆောင်ပြီးအဲ့ဒီလိုလားသူကဘာမှလုပ်မိလို့လဲလို့မေးလိုက်တယ်မသိဘူးလေအလုပ်ထုတ်ခံရတာအကောင်းဆုံးပဲငါတို့အားလုံးကသူ့ကိုကြည့်မရကြတာကြားပြီးအထူးသဖြင့်နောက်ပေါက်ကနေဝင်လာတဲ့လူတွေကိုအမုန်းဆုံးပဲအထူးသဖြင့်ဥက္ကဋ္ဌဘူးရဲ့ရေးစားဆိုတဲ့လူမျိုးပေါ့ကျမရင်ထဲထိတ်ခနဲ့ဖြစ်သွားပြီးအင်းနေပြောတာမှန်တယ်ငါလည်းအဲ့ဒီလိုပဲထင်တယ်လို့ပြန်ပြောလိုက်တယ်လင်းယူကကုမ္ပဏီတကားဝစီကိုတစ်ချက်လှမ်းကြည့်လိုက်ပြီးချက်ချင်းပဲအလုပ်လုပ်နေတဲ့ပုံစံပြောင်းလိုက်တယ်ဥက္ကဋ္ဌဘူးလာပြီးကျမလည်းသူကြည့်ရဲ့ဘက်ကိုလှမ်းကြည့်လိုက်မိတော့ဥက္ကဋ္ဌဘူးရဲ့ဆူရှားတဲ့အကြည့်တွေနဲ့ပွက်တိဆုံသွားပြီးနှလုံးခုန်တန်တွေတုံဆိုင်သွားရတယ်ကျမတီတီငိမ့်ငိမ့်နဲ့ပဲစာရိုက်နေလိုက်တယ်လင်းယူကနှုတ်ခမ်းလေးဆူပြီးတိုးတိုးလေးကန်ကောင်းလို့နင်းစောစောရောက်တာမဟုတ်ရင်ဥက္ကဋ္ဌဘူးနဲ့တိုးပြီးစုပူရာခံရလိမ့်မယ်လို့ပြောတယ်ကျမလည်းအရန်သဘောတူတဲ့ပုံစံနဲ့ခေါင်းကြီးပြလိုက်မိတယ်လင်းယူရာထူးတိုးသွားတာလည်းမဆိုးပါဘူးသူကကျမလိုပဲနေမျိုးလေးကနေလာပြီးဒီမျိုးကြီးမှာခြေကုပ်ရဖို့အတွက်ကြဘိုးစားရုံးကန်နေရတဲ့သူတယောက်ပါကျမကီးဘုတ်ပေါ်မှာစာနှင်းငယ်ရိုက်ပြီးယုံရှိသေးအတွေ့အမှုလေးကအလုပ်ကိစ္စတစ်ခုနဲ့ရောက်လာတယ်မိုင်းလေးဥက္ကဋ္ဌဘူးကရုံးကန်လေးကိုခဏလာခဲ့ဖို့ဖိတ်ခေါ်နေပါတယ်ဟုတ်ကဲ့လင်းယူကစိုးရိမ်တကြီးနဲ့ကျမကိုလှမ်းကြည့်ပြီးဥက္ကဋ္ဌဘူးနေနောက်ကြတာကိုတီးသွားလို့အပြစ်ရှာမလို့ထင်တယ်လို့ပြောရှာတယ်ကိစ္စမရှိပါဘူးငါသွားပြီးချက်ချင်းပြန်လာခဲ့မယ်ဖူရှူကျင်တယောက်ဘာရီကျန်စီနေမှန်းကိုမသိတော့ပါဘူးဖူရှူကျင်ကလက်နှစ်ဖက်ကိုပိုက်ပြီးမှန်ပရင်းပေါက်ကြီးအပြင်ဘက်ကိုငေးကြည့်နေတဲ့သူ့ရဲ့ကြောပြင်လေးကိုမြင်ုံနဲ့တင်လူကိုရင်ခုန်စိတ်ကူးရင်မိစေဖို့လုံလောက်ပါတယ်ကျမကောင်းလေးဆောင်ပြီးဥက္ကဋ္ဌကျမကိုဘာကိစ္စရှိလို့လဲလို့တိုးတိုးလေးမေးလိုက်တယ်ဖူရှုကျင်ကလှည့်ကြည့်ပြီးခိုးပြုံးလိုက်ရင်ဘာမှမဟုတ်ပါဘူးမင်းကိုလွမ်းလို့ပါလို့ပြောတယ်ကျမသူ့နားကိုရှောက်သွားပြီးကျမကိုလွမ်းတယ်ဟုတ်လားငါတို့အခုလေးတင်တွေ့ခဲ့ကြတာမဟုတ်ဘူးလားကိစ္စမရှိရင်တော့ကျမအလုပ်သွားလုပ်တော့မယ်နော်ဖူရှုကျင်ကကျမကိုလှမ်းဆွဲလိုက်ပြီးခဏနေပါဦးအလုပ်တွေအရင်မြအားနေလို့လားအင်းလင်းယူရာထူးတိုးတဲ့သတင်းကိုကြားပြီးကလေးကကျမစိတ်ထဲမှာတခုခုကိုတင်းခံထားရပြီးလုံးဝစိတ်မကောင်းဖြစ်နေမိတယ်ငါတို့ရဲ့တန်ရောစင်ကြားမှာအဖို့အထစ်တွေဖြစ်လာမှာကိုကျမကြောက်မိတယ်ဒါကြောင့်ကျမစိတ်ထဲကမေးခွန်းကိုပဲထုတ်မေးလိုက်မိတော့တယ်ရှင်ကဘာလို့ကျမကိုရာထူးမတိုးပေးပဲလင်းယူကိုကြားမှရွေးချယ်ခဲ့ရတာလဲဖူရှုကျင်ရဲ့မျက်နှာလေးအံ့ဩမြင်သက်သွားပြီးဘာလို့လဲဆိုတော့မင်းရာထူးတိုးသွားရင်ပို့ပြီးအလုပ်များသွားလိမ့်မယ်အဲ့ဒီလိုဆိုရင်ငါတို့နှစ်ယောက်အတူတူရှိမဲ့အချိန်တွေနဲသွားမှာပေါ့လို့ပြောတယ်ဖူရှုကျင်ရှင်ကတော့တကယ်ပဲအချစ်ကြီးတဲ့သူပါပဲကျမစိတ်ဆိုးဆိုးနဲ့ရေးမိသွားရတယ်မင်းရာထူးတိုးကျင်လို့လားမင်းတကယ်လို့အဲ့ဒီလိုဖြစ်ချင်နေဆိုရင်မင်းရဲ့ဆန္ဒကိုငါလေးစားပါတယ်ဒါမှမဟုတ်မင်းဘာလို့ကျင်လဲငါအားလုံးဖြည့်ဆည်းပေးပါမယ်ဒါရှင်ပြောတဲ့စကားတော့ဥက္ကဋ္ဌကျမထင်တာတော့ရှင်လဲနေတိုင်းအလုပ်တွေအရင်ပင်ပန်းနေတာပဲကောင်းကောင်းအနားယူတဲ့နေကုမ္ပဏီကတခြားလုပ်ပေါ်ကင်ဘက်တွေလည်းတူတူပါပဲအလုပ်တန်တွေပြီးပြီးတကယ်ကိုပင်ပန်းနေကြတာဒါဆိုရင်ဒါကိုဖြည့်ရှင်ဟုတ်ဘယ်လိုနီးလန်းရှိမလဲမင်းပြောကြည့်လေကျမခဏလောက်စဉ်းစားပြီးတတိရှိရှိနဲ့ပဲအဖြေကိုပြောချင်တာကတော့လာစာတိုးပေးလိုက်လေဒါကအရှင်းလင်းဆုံးနဲ့အကောင်းဆုံးနီးလန်းပဲမဟုတ်ဘူးလားဖူးရှုကျင်ကကျမကိုစိုက်ကြည့်ပြီးပြက်ပြက်သားသားသဘောတူလိုက်တယ်ဒါဆိုတယောက်ကို2000စီတိုးပေးမယ်ကျမကတော့တောက်ပတဲ့ပြုံးတစ်ခုနဲ့တကယ်ကြီးလားလို့မေးလိုက်မိတယ်ဖူးရှုကျင်ကနားမလည်နိုင်တဲ့ပုံစံနဲ့မျက်ခုံးပင်ပြီးဒီလောက်တောင်ပျော်နေတာလားလို့မေးတယ်ဒါပေါ့ဒီ2000ကရှင်တို့အတွက်တော့ဘာမှမဟုတ်ပေမဲ့တာမန်လူအများစုအတွက်ကတော့လာစာ2000တိုးတာကဒီနေ့အတွက်ကောင်းကောင်းမွန်မွန်စားနိုင်ဖို့ပိုကောင်းတဲ့အိမ်ငားနိုင်ဖို့ကွဲအပ်နေတဲ့ဖုံးမြင့်တဲ့ပြင်ကိုလဲလှယ်နိုင်ဖို့အထောက်အကူပြုတယ်မကြသေးခင်ကလူတိုင်းအရန်ပင်ပန်းနေကြတာလာစာနည်းနည်းတိုးတာကအားလုံးကိုပိုပြီးတက်ကြွစေနိုင်နေဟုတ်ပြီလို့သူကပြောတော့တကယ်ကြီးသဘောတူလိုက်တာပဲဖူးရှုကျင်ကတကယ်ကိုကျင်နာတတ်တဲ့တထေးကြီးတယောက်ပဲဖူးရှုကျင်ကကျမလက်ကိုတင်းတင်းဆုပ်ကင်ပြီးကျမကိုနေရာတစ်ခုခေါ်သွားမယ်လို့ပြောတယ်ဖူးရှုကျင်ကဘာကိုမှဂယုမဆိုင်ပဲလူအများရှေ့မှာကျမလက်ကိုတွဲပြီးအလုပ်လုပ်နေတဲ့လုပ်ပေါ်ကင်ဘက်တွေရှေ့ခေါ်သွားတယ်ကျမကတော့ရှက်ကိုရှက်ကန်းနဲ့ခေါင်းငုံပြီးလူတွေရဲ့စုစုဝါးဝါးကြည့်နေတဲ့အကြည့်တွေကိုရင်ဆိုင်လိုက်ရတယ်ဖူးရှုကျင်ကကျမလက်ကိုကင်ထားရင်းနဲ့ကျမနဲ့တွဲရတာအရှက်ရစရာမို့လို့လားလို့စိတ်ကောက်တဲ့လေတံနဲ့မေးတယ်ဒီလေတံကကျမအွန်လိုင်းမှာစိတ်ကူးရင်ခဲ့ဘူးတဲ့အတိုင်းပဲအရှက်ရစရာမဟုတ်ပါဘူးကျမကရှင့်အတွက်အရှက်ရမှာစိုးလို့ပါကျမတို့ဘယ်သွားကြမလဲလို့မေးတော့ဖူးရှုကျင်ကတွေ့ဝက်ချက်တစ်ခုလိုမျိုးဘာမှမပြောဘဲရောက်ရင်တီးလိုက်မယ်တဲ့ကျမတို့နှစ်ယောက်ကုမ္ပဏီကနေခိုးထွက်လာတာကအတန်းပြေးတဲ့ចောင်းသားချစ်သူတွေလိုပဲဒါအပြင်ဖူးရှုကျင်ကဘယ်အချိန်ကပြင်ဆင်ထားလည်းမသိဘူးနှင်းစီပန်းစီအကြီးကြီးတစ်ခုပေးတယ်ရိုးရှင်းပေမဲ့အရန်ရိုမန်တဆန်နဲ့ဒါပေမဲ့ရဲစခန်းရှေ့ရောက်တော့ရှင်ကျမကိုဒီကိုဘာလို့ခေါ်လာတာလဲရှင်ပြဿနာရှာထားတာလားလို့မေးလိုက်တယ်ဖူးရှုကျင်ကတက်ပြင်းချပြီးကားတကားဖွင့်ပေးရင်းနဲ့မင်းကိုတောင်းပန်စရာတစ်ခုရှိသေးတယ်လို့ပြောတယ်သူပြောချင်တဲ့အတိတ်ပဲကိုကျမသဘောပေါက်သွားတယ်ဟန်ရီကြောင့်ပဲထားလိုက်ပါတော့အတိတ်ကအကြောင်းတွေပဲသူလုပ်ခဲ့တဲ့ကိစ္စတွေကတော့ဥပဒေအတိုင်းဖြစ်သွားမှာပါကျမကဖူးရှုကျင်ရဲ့လက်ကိုကင်ပြီးအခုကြ
မတို့အတူတူရှိနေပြီပဲဒါနဲ့တင်လုံလောက်ပါပြီလို့ပြောလိုက်တယ်ဖူးရှုကျင်ကကျမကိုစိုက်ကြည့်ရင်းနဲ့ငါမင်းကိုပို့ပြီးသဘောကျလာမိတယ်ဘလို့လုပ်ရမလဲတဲ့ကျမကသူ့ပုခုံးကိုပုတ်ပြီးစူးစမ်းပါဆက်ထိန်ထားပါလို့ပြောလိုက်တယ်ဖူးရှုကျင်ကပြုံးပြီးခဏနေနောက်ထပ်နေရာတစ်ခုသွားရအောင်မယ်တဲ့ဘယ်ကိုသွားအောင်မလဲလို့မေးတော့အဲ့ဒီနေရာကအရန်ရေးကြီးတယ်တဲ့ကျမလည်းထပ်မမေးတော့ပဲသူခေါ်တဲ့နေရာကိုလိုက်သွားဖို့ဆုံးဖြတ်လိုက်တယ်ဖူးရှုကျင်ကမြို့လေကောင်ကအကောင်းဆုံးရုံးချုပ်စီကိုမောင်းဝင်တော့အားပြီးကျမကိုခေါ်သွားတယ်လူတွေကဘလောက်ပဲအလုပ်ရှုပ်နေပါစေသူ့ကိုဖူးလို့ရိုးရိုးသေးသေးနှုတ်ဆက်ကြတယ်ဖူးရှုကျင်ကဒါကဖူးရှိအုပ်စုရဲ့ရုံးချုပ်ဖြစ်ပြီးသူအရင်ကဒီမှာအလုပ်လုပ်ခဲ့တာလို့ရှင်းပြတယ်အလုပ်လုပ်တာဟုတ်လားဒါကလုပ်ငန်းအမွေစက်ခံတာလို့ခေါ်တယ်ဒီမှာရှိတဲ့လူတိုင်းကတကယ်ကိုထူးချွန်တဲ့လူတွေကြီးပဲကျမလည်းကိုယုံကြည်မှုမရှိပဲကိုကြည့်တီကြီးနဲ့ဖူးရှုကျင်နဲ့ကျမကြားကကွာဟချက်ကအများကြီးပဲဆိုတာသတိထားမိသွားတယ်အရေးချင်းရုပ်ရည်နောက်ခံဘာမှမဆိုင်ဘူးအိမ်ထောင်ဒီကိစ္စတွေကရှုပ်ထွေးလွန်းလို့ပါဖူးရှုကျင်ရဲ့ရုံးခန်းက18ထပ်မှရှိပြီးကျမတို့ရဲ့ကုမ္ပဏီလေးနဲ့ရှင်ရင်ဒီရုံးခန်းကအိမ်တစ်လုံးစာလောက်ကျယ်ဝန်းတယ်ဘလို့လဲလို့သူကမေးလိုက်တယ်ဖူးရှုကျင်ဟာဒီမျိုးကြီးကိုအပေါ်စီးကနေငုံကြည့်နေတယ်။အုပ်စိုးသူတယောက်လိုပဲအရမ်းမိုက်တယ်။နောက်ဆိုငါဒီနေရာကိုပြန်လာရလိမ့်မယ်။မင်းငါကိုမေးတယ်မဟုတ်လား။ဘာလို့မင်းကိုယာတူတိုးမပေးတာလဲဆိုတာဘာလို့လဲဆိုတော့ဒီနေရာကမင်းနဲ့ပို့ပြီးတင့်တော်လို့ပဲငါချက်ချင်းပဲရေးမိသွားတယ်။ငါကိုမြှောက်မပေးပါနဲ့ဦး။ငါကအဲ့လောက်လဲမတော်ပါဘူး။ဖူးရှုကျင်ကတွေးတော့နေရင်မေးစေကိုပို့တက်နေတယ်။ငါမင်းကိုတေချာစောင့်ကြည့်ဘူးတယ်။မင်းမအရေးချင်းရှိတယ်။အိုဒီစကားကိုကြားတော့ငါရဲ့လွင့်ပြဲလူနီးပါးဖြစ်နေတဲ့တတိတွေဟာအံ့ဩစရာကောင်းလောက်အောင်ပြန်လည်နိုးထလာခဲ့တယ်။ငါမှအမြဲတမ်းသိကျင်နေတဲ့တန်တရားတစ်ခုရှိတယ်။မင်းဘာလို့ငါ့အပေါ်စိတ်ရိုင်လဲခဲ့တာလဲဆိုတာဒီတန်တရားကိုငါအစောကြီးကလေးကမေးချင်ခဲ့တာဖူးရှုကျင်ကပဲအတူတူရှိကြဆိုလို့စတင်ပြောခဲ့တာကိုငါဝေဝါးဝါမှတ်မိနေတယ်။တနေ့နေ့မှာပေါ့အခွင့်အရေးရရင်ငါသူ့ကိုအပြင်မှာတိုက်ရိုက်မေးရမယ်။ဖူးရှုကျင်ကနှုတ်ခမ်းကိုဖြည်းဖြည်းချင်းဟာလိုက်တယ်။ဘာလို့လဲဆိုတော့မင်းကအရန်စိတ်ဝင်စားဖို့ကောင်းလို့ပဲမင်းကနေမင်းလေးတစ်စင်းလို့ငါ့အပေါ်လင်းပန်းပေးတယ်မင်းနဲ့စကားပြောရတာငါအရန်ပြောတယ်အရန်ကိုတက်တောင့်တက်တာရှိတယ်ဒီအချက်ကဘယ်သူမှအစားထိုးလို့မရတဲ့အရာပဲသတင်းပေါက်ပြင်ပမှာကားတွေတရားဟောမောင်းနေကြပြီးကဘာကြီးကကျေပြောလာတယ်လူအများစုဟာပျော်ရွှင်ပုံမပေါ်ကြဘူးမင်းကဒီလောက်ချမ်းသာတာတောင်စိတ်ရှုပ်ထွေးတာမျိုးရှိသေးတာလားဖူးရှုကျင်ကမျက်မှောင်ကျုပ်ပြီးအေးဆက်တဲ့မျက်လုံးတွေနဲ့တည်ငြိမ်နေတယ်ထူထဲတဲ့မျက်တောင်တွေကမွေးရပါဝမ်းနည်းစရာကောင်းတဲ့အငွေအသက်ကိုစောင့်နေတယ်သူခိတ္တမြရက်တန်သွားပြီးအတန်ကနှက်ဆိုင်သွားတယ်ငါအသက်15နှစ်ပြည့်ကစမှာအမေဆုံးပါသွားခဲ့တယ်အဖေကမိမတယောက်နဲ့သူ့ရဲ့သားရင်းကိုအိမ်ခေါ်လာခဲ့တယ်ငါထက်တစ်နှစ်ပဲငယ်တဲ့အဖေရဲ့တရားမဝင်သားပေါ့ဒါကိုပြောတဲ့အခါဖူးရှိုးကျင်ကဘေးလူမရှိသလိုမျိုးအေးဆက်စွာရေမောလိုက်တယ်မကြခင်မှာပဲသူတို့နှစ်ယောက်လက်ထပ်လိုက်ကြတယ်ဖူးလုပ်ငန်းစုရဲ့အခြေခံအုတ်မြစ်ကငါအဖေနဲ့အမေလက်တွဲပြီးကိုယ်တိုင်တည်ထောင်ခဲ့တာငါညီကအတုံးမကျတဲ့လူမဟုတ်ဘူးငါကတော့ပိုးပြီးစူးစမ်းပြီးအလုပ်တိုင်းကိုတေချာလုပ်မှရမယ်အဖေငါ့ကိုအတိအမှတ်ပြုလာအောင်လုပ်ငန်းစုတစ်ခုလုံးငါ့ကိုယုံကြည်လာအောင်လုပ်ရမယ်ဒါမှသာငါမေရဲ့ဖူးလုပ်ငန်းစုအပေါ်ထားခဲ့တဲ့အကျိုးကျေးဇူးတွေကိုငါကာကွယ်နိုင်မှာကုမ္ပဏီကငါ့ကိုခွဲတန်းကိုလွှတ်တာဟာငါရဲ့စွမ်းဆောင်ရည်ကိုစမ်းသက်ချင်ုံတက်ပဲဒါကြောင့်ငါအစွမ်းကုန်စူးစမ်းရမယ်ရီမန်းချက်အပြည့်နဲ့ပေါ့ဖူးရှို့ခြင်းကသူ့ရဲ့မာကျောတဲ့ပုံစံကိုဖယ်ရှားပြီးနုနယ်တဲ့ပုံစံကိုပြသလိုက်တယ်စကားပြောနေရင်းနဲ့မပြေလွင့်နိုင်တဲ့စိတ်မကောင်းစရာရိပ်ရောင်တွေတန်းနေတယ်ငါသူ့ကိုမတိစိတ်ကနေတင်းတင်းကြပ်ကြပ်ဖတ်ထားမိတယ်ဒီလိုပတ်ဝန်းကျင်မျိုးမှာကြီးပြင်းလာရတာသူတကယ်ကိုစင်းရဲဒုက္ခရောက်ခဲ့မှာပဲငါချက်ချင်းပဲသူ့ရဲ့လှုပ်ဆောင်ချက်ပုံစံကိုနားလည်သွားခဲ့တယ်ဘသူမှအမှားမရှိပါဘူးအမြင်ချင်းမတူကြယုံပါပဲဖူးရှို့ခြင်းကငါရဲ့ပခုံးကြားတွေကိုတိုးဝင်လာတယ်ငါအဖေနဲ့အမေကငါ့ကိုအရန်ချစ်ကြတယ်မိသားစုကစင်းရဲပေမဲ့လူကြီးနှစ်ယောက်ကအကောင်းဆုံးຢာတွေကိုငါအတွက်ပဲချန်ထားပေးတယ်ငါကတော့နာမည်ကြီးเจ้าကိုဝင်ခွင့်ရအောင်စူးစမ်းခဲ့ပြီးအလုပ်ကိုလည်းအသေးလေးလုပ်ခဲ့တယ်လူကြီးနှစ်ယောက်ကိုကောင်းမွန်တဲ့ဘဝကိုပေးနိုင်ဖို့အတွက်ပေါ့ငါကတခြားလူတွေနဲ့လုံးဝမတူဘူးဇလန်တော့အဲ့ဒီထဲမှာချမ်းသာတဲ့လူတွေကချမ်းသာတဲ့လူတွေနဲ့ပဲလက်ထက်ကြတာမင်းလည်းအဲ့လိုပဲဖြစ်မှာပေါ့ဖူးရှို့ခြင်းကငါရဲ့လက်နှစ်ဖက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်လိုက်တယ်ငါဘယ်တော့မှအဲ့လိုလုပ်မှာမဟုတ်ဘူးငါဒါတွေအားလုံးကိုလူယူနေတာဟာကိုယ့်ဘာကိုဆုံးဖြတ်ပိုင်ခွင့်အပြည့်အဝရှိဖို့အတွက်ပဲငါသတ်မှတ်ထားတဲ့လူကအသက်လုံးပြောင်းလဲမှာမဟုတ်ဘူးဖူးရှို့ခြင်းကငါရဲ့လေဘင်းကိုညင်သာစွာထိန်းကင်ပြီးနဖူးပေါ်ကိုညင်သာတဲ့အနမ်းတပွင့်ပေးလိုက်တယ်လက်ပြလေးတစ်ကောင်နားလိုက်တယ်လို့ညင်သာလာတယ်သူ့ရဲ့မျက်ဝန်းတွေထဲမှာမြေတားတရားတွေပြည့်နေနေတဲ့ငန်းနှလုံးသားတွေကလှုပ်ရှားမှုတွေဟာပန်းကင်းကြီးတစ်ခုလိုပွင့်လန်းသွားခဲ့တယ်တယောက်နဲ့တယောက်ပဋိသစ္စာပြုပြီးတစ်သက်လုံးအတူတူဖြစ်တန်းကြမယ်တခါတလေမှာခဏတာလေးပဲလိုအပ်တာပါကြံရှိတဲ့ဘဝတက်တန်းမှာမင်းရှိနေရင်ပြည့်စုံပါပြီ